ကိုရကျွန်တော်ဟိုမနက်ကစထရင်းနာဝင်ကြည့်သေးရ string ကိုမကြည့်ရသေးဘူးမင်းပို့တဲ့ video ဟိုကျွန် twist ကစထရင်းနာကြည့်မကြည့်ရသေးဘူးလားအားတော့တယောက်ဝင်ကြည့်သွားတယ်2 view ဖြစ်သွားလို့ကျွန်တော်ကြည့်နေရကျွန် ကိုရကျွန်တော်ဝင်ကြည့် twist ကလား ကိုရပြောရောက်ကင်းလိုက်ကိုရကျွန်တော်ထပ်ဖမ်းမယ် โอเคဟိုအနဲ့2 view ဖြစ်သွားလို့ analysis လုပ်ကြည့်နေ ဒီနာမည်မပေါ်လားနာမည်မပေါ်လားအဲ့ကောင် နာမည်မပေါ်သေးဘူး ကျွန်တော်အဆုံးထိရမှာခဏပဲ ရဟိုခဏမဟုတ်ငါတောက်လျှောက်လွင့်လို့လုံးဝမပေါ်မင်းလွင့်ပြီးမှကြည့်ရထင်တယ် လွှင့်ပြီးမှလေလွှင့်ပြီးတော့မှကိုဟိုဟာတို့ပြောတော့မှနေကင်းလောက်ကြာမှတော်တော်ကြာပြီ အဲ့ဒါ တင်းတော့ပါလားမတင်းတော့ကြောင်ငါမြောက်မဟုတ်ပါမင်းချိန်လို့ပြောခဏလေး တော့ဘာလို့ပါနင်းကျွန်တော် resource စုထားလိုက်အောင်ဟာကိုရဟိုအကုန်တင်လိုက်ပြီလားဟာကိုရကျွန်တော်ထည့်လိုက်ပြီပြန်တင်ပြီးတော့ sorry နေကတော်တော်အားရပါရကျုံးရတာရတော့ရှိတာကိုရဗီဒီယိုကြည့်ပြီးတွေ့ပါကျွန်တော်မန်ကလိုရာကြီးတကုံပြစ်တာထိတယ်ဗျာတောက်လျှောက်မလွယ်ဘူးအဓိကကျွန်တော်တို့ယူလိုက်တဲ့သင်္ဘောတွေကြောင့်ဖြစ်နေတာ risk ကသိလား အခုငါတို့ကျွန်းကတ်မယ်ကျွန်းကတ်ပြီးတော့ငါအဓိကလိုချင်တာအဲ့ portable အမြောက်ပါသေးလား portable ကတ် ဟုတ်တယ်အားလည်းလိုတယ် မနေ့ရရဟာ အားလည်းလိုတယ်ဟုတ်တယ် အဲ့ဒါနဲ့ဆိုငါတို့3ယောက်တစ်ဖက်တည်းကိုပြစ်လို့ ဟုတ်တယ်မှန်တယ်အဲ့ဒါလည်းအားပေးတယ်ဟောဒီဘက်ကတော့တခုတော့ အခုကမင်းတို့တစ်ဖက်ကနေပြီးတော့အဲ့ကောင်လှိုင်းမင်းတို့က2ယောက်တည်းပြစ်လို့ရမှာ portable ကန်လုံးရှိရင်ငါတော့ဝင်ပြစ်လို့ရ ဒါပဲကိုရရဲ့ကျွန်တော်ပြောပြမယ်တရားစနိုက်ပါတို့ဘာလို့နဲ့ပြင်းနေဒီကောင်ထိတယ်သိလားဒါပေမဲ့နေတာပဲရှိတာဒါပေမဲ့ခုနကလိုဟိုကောင်ကြိုက်လာတဲ့ဟာမျိုးကို3ချက်ကျွန်တော်အခုဒီသင်္ဘောနဲ့ဆို3ချက်ပြက်ကပါမလား3ချက်ကိုတက်ကိုဆိုရင်အဲ့စနိုက်တစ်ချက်လောက်ပြစ်ပေးလေလောက်တယ်သိလားဒါကောင်းဖြစ်တယ်အဲ့ ဟုတ်လားအဲ့လိုပြောဆိုကျွန်တော်ပြည့်ရလေကျွန်တော်အမြင်စနိုက်တကူလောက် 4ချက်ပြက်ကဒီမောနဲ့4ချက်ပြက်က ဒီသင်္ဘောနဲ့က4ချက်ပြက်ကမှ4ချက်ပြရမှာဆိုပေမဲ့4ချက်ပြရမှာဆိုတာကန်တော်အမြောက်ကြီးပဲမလို့သူကအဲ့လိုအဲ့ဒီစနိုက်တို့ဘာလို့လို့ဒီ physical အဲ့ဒီတနက်နဲ့ဂန်နဲ့ပြလို့ရတဲ့ဟာတွေရတယ်ဘာလို့နှစ်ကျွန်တော်နေကင်းကကိုရလောက်လို့ဆိုကိုရစနိုက်တစ်ချက်ကျွန်တော်အမြောက်တစ်ချက်ထိသွားကျွန်တော်ချက်ချင်းတကောင်ဆုတ်သွားပတ်ပြီးတော့အားကြောင့်ဟိုရဘာလို့ကျွန်တော် YouTube လည်းထက်ကြည့်ထားပြီးသွားဒါ normal damage လည်းပေးလို့ထိတယ် အခုကျွန်တော်ပြောပြမယ်ကျွန်တော် channel မှာကျွန်တော်ဘယ်လိုတင်မလဲဆိုအခုကျွန်တော် game တွေကို live stream လုပ်မယ်ပဲပြီးရင် movement contract လေးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်အဓိကနောက်ပါလေးတင်ချင်လဲဆိုတော့ကျွန်တော် 3D ဆွဲတဲ့ဟာတို့သိရမလားအဲ့လေ record လုပ်တယ်အဲ့ video အနေနဲ့တင် ဒီမောကောင်းတာပေါ့တင်ပေါ့ မရောနဲ့လေအဲ့လိုတော့တော့မရောနဲ့ ဟောအရင်မရောနဲ့အဲ့ဒါ channel အောက်မှာ channel category ခွဲထပ်ခွဲလိုက် အဲ့လိုမျိုး category ခွဲထားမှာလေ gaming ဆို gaming နဲ့ပတ်သက်တာဗျာသိလားပြီးရင်ဟိုရုပ်ဆက်တာလေးဆိုရင် camera play တင်ပေါ့နော် အဲ့ဒါကြတော့မင်းနာမည်ကိုရှေ့ပေးလိုက်နာမည်ရှေ့ပေးပြီးတော့နာမည်ရှေ့ပေးပြီးတော့မလုပ်လို့ရလဲဆိုတော့အဲ့ပေါ်မှာခုနကလိုဒီ blog နဲ့ဟိုနဲ့တွဲထားလိုက်မင်းပြောချင်တာ blog ဖြစ်သွားပြီ personal blog ဖြစ်သွားပြီသိလား gaming နဲ့ blog ဖြစ်သွား အဲ့လိုမျိုးမင်းခေါင်းစဉ်တစ်ခုအောက်ထဲမှာအဲ့ဒါကိုထည့်လိုက်ခေါင်းစဉ်တစ်ခုအောက်ထဲမှာထည့်လိုက်ဟောပြီးဆို သူက playlist ရှိရအဲ့ playlist မှာမင်း playlist ခွဲထားပြီသိလား playlist ကိုတော့ခွဲဖို့စိတ်ကူးရှိရ အဓိကအဲ့ playlist ခွဲလိုက်ရပြီโอเคနောက်ဘာကြီးကြောင်းလဲဆိုတော့အဓိကဘာလဲဆိုတော့ဟိုတသားလေးပါကျွန်တော်ရသလောက်ထည့်လာဗျဖူး ကိုရရ နော်မဟုတ်ရပြီလား ရနောက်တော့ ငါကွိုင်းဟိုမများနဲ့လားငါတို့ကသွားရအောင်သွားတော့မှပဲဟိုမှာ operate မယ် operate တဲ့ချိန်ကြမှာ ငါတင်ထားတာမေ့သွားတူပါ တူဝိုင် why this is really big fish နားဖြစ်ပါဦးဟိုထက်ရမှာစိတ်ဘူးလေဒီဝူကြီးကိုတော်တော်ကြိုက်တယ်နော် ဘာလှတော်တော်လှရွှေအောင်လေး ရှင်အောင်ပြီးပက်လက်ဝိုင်းတာ ဒီဝီးကလေအဲ့တော့ခါလီဗန်ကြည့်လို့ရှိရင်ဒီလေကြီးကဘယ်သူလေလဲဆိုတော့ဟိုကလေဘာဖို့စာလေးသိရမလား Jasper နဲ့ play နဲ့ကိုလူနေတယ်လေ
အဲ့ဘဲလီအဲ့ဘဲကွာဟို Jasper တို့နောက်ဆုံးကောင်းပါလေ play နဲ့ကို Jasper ယူသွားပြီးသူ delay ယူမောင်းတာ Ryan Revenge ကဘာလို့ Jasper တို့ကကြည့်တော့ငါ delay ပုံငါမြင်ဘူးနေတယ်ပေါ့နော်သိရမလားဘာမြင်ဘူးနေလေဆိုကြည့်တော့မှနောက်မနေ့ညတော့ကြည့်ထားတော့တတိယမနေ့ညပြန်ကြည့်တော့မှတတိယအဲ့မနေ့ညဘန်နေထဲမှာလည်းတွေ့တယ်တော့ဟုတ်တာဗောလို့ အရှိကြုံခဏရက်လိုက်မယ်ဗျအမ ကိုရအောင် အမဟိုရီအမြောက်တွေပါရှိမလား ဒီကြောင့်ကတ်လိုက်လေတန်းကြည့်ပေးမယ်ရှေ့ကျော်တော့ဟွာလားမသိကော့တာဟွာလားမသိခိုင်းကျွန်တော်ဒီနေရာရောက်နေနေအောက်ဘုတ်ကိုမသိလိုက်တော့မှန်းတော့မရကောင်းချင်တော့မလား အဲ့ နော် ကြုံပြတ်မယ် ဟုတ်တယ် Canon Cave ကျွန်တော်ရောက်တာ Pop Maverick ကိုရောက်တာ Pop Maverick ကနေ Canon Cave ကိုသွားမှာ သူဒီရှိရအကြောင်းပဲကတ်လိုက်မလဲ ဒီလို story crate ထောက်ဝင်ကြလို့ရှိရင်လေအိုက်ကျွန်းရှေ့နေနဲ့သွားလို့ရှိရင် Nostar Seaport ရှိရသေးလားမတဲ့ကိုရပဲဖြစ်ဖြစ်ကိုစောပဲဖြစ်ဖြစ်တရားတော့ကျွန်တော်ဟိုလုပ်ပေးပါ video record လေးလုပ်ပေးပါကိုစောတော့မဟုတ်မိုးရီသေးနေချိန်ကျကျွန်တော်ဒီနားမှာလေထိုင်ပြီးတော့မှိုင်နေပုံစံလေးလုပ်တယ်အဲ့ဒါလေ Eminem stand နေလေ There's don't call the one day night လိုက်ပါ မင်းဟာကြီးနဲ့ အဲ့လိုရုပ်ရှင်တော့အဲ့လို just way မှိုင်ရတယ်ပါစိတ်ပြက်လေးဖြစ်နေ ရကိုရနဲ့ငါနဲ့ဗုတ်ပေးထား ဂျက်စပေတို့ကစမှုမကြောက်ဘူး ရကိုရနဲ့မင်းနဲ့ငါနဲ့ဟိုဗုတ်ပေးထားမင်း just for အင်ကြီးလဲ ဘယ်လိုပြောကျွန်တော်ဒီကားရကြိုက်လို့တီးတပတ်စံကုန်ကြခံပြီးဝယ်ထားတာရှိတာသူ့မှာကျွန်တော်ထိုင်ဆိုင်ထက်လှတာရှိရယူကြောက်ကြီးရှိရတော်တော်လှတယ် ရွေးကြောက်လေးလိုက်ရွေးကြောက်တာလေ ဒီနေ့တစ်နေ့ပဲလဲပါနော်ရလားဒီနေ့တစ်နေ့ပဲ တိုက်ပြီဟာ ကိုစိုက်တိုက်ပြီးတော့မယ် လိုက်ပါ မပြောဘူးကြောက်ချလေခြိုက်ပါလား ကြောက်ချဝယ် ပြင်လိုက်ပါ တပေါက်တဲ့စိတ်မပူနဲ့တပေါက်တဲ့ တပေါက်ကပြဿနာဖြစ်ဒီတစ်ခါမန်ကလိုတန်ကားရနော်3ပေါက်ကနေ4ပေါက်ပွင့်မှာနော်အမြောက်သာမိထိအောင်သာချိန်တာချိန်ရတယ်ပြဿနာမရှိဘူးအဲ့မချိန်နိုင်တော့ထိမှာပဲ ဝတ်တွေ့လိုက်ပါဝတ်တယ်ပါ ဒီမှာလေးပေါက်ကျွန်တော်ဒီမှာရှိရအောင် cost တွေရပြီဟိုကောင်တွေ player အမြောက်ပြစ်လို့မရလက်မင်း ကျွန်တော်ပုံလဲဆို ပုံမပြစ်နဲ့ငါဒီမှာကောက်နေတာမလာခွီးတဲမဲ့ ချက်ကန်း တော့ကန်းတာတော်တော်ကန်းတာနည်းနည်းမဟုတ် ကဲတာမဟုတ်ကျွန်တော်လွတ်တဲ့ทีမျိုးလွတ်တာ ဆဲကြီးလဲဆဲတယ်ဖြုံးမယ် စိတ်လေငါလုံးဝကြောက်ဝဲတော့ နော်ဆဲကြီးလဲဟဲ့ဟာ ကန်းကြီးလေးကိုပတ်ပြီးရှောက်လိုက်အောင်ဗာလေးနဲ့ရအောင် ဝဝ ဝက်တွေတက်လာခဲ့ကျွန်တော်ငကမောက်သီးနဲ့အမှလိုအပ်တဲ့ဟာတွေထည့်ထားတယ်ဟဲ့ဟေးမပြေဘူးလားအပေါက်ကမဖာဘူးလား ဝတ်တက်တာကြက်တယ်ကွာဖာရတယ်လေ ရေတွေဝင်လို့လန့်သွားတာပဲ တပေါက်ဝဲ ဟေးပြီးတော့ငါလန့်အောင်လဲရေတွေဝင်နေငါဟိုစိုက်ကိုရနေကဲကိုရအောက်ထက်ကဟိုမှာကျွန်တော်အများကြီးထည့်ထားရတော့ငကမောက်သီးတွေအများကြီးပဲနော်ပြီးတော့ကန်နိုဘောကဘယ်လောက်ရှိသွားပြီလဲလို့လက်မိချက်ကန်နိုဘောက100ကျော်တော့ရှိပါ ဒီမှာချက်ကြီးပါ အကြီးတွေတဲရဲပေါ့ ချက်ကြီး အရှန်ချက်ကြီး အာရှန်ကျတော့ဒီအဲ့တော့ဟိုကပတိန်အာရှန်ကင်းရှိလိမ့်မယ်အာရှန် king ခေးဆိုင်အဲ့ကောင်ရှိလိမ့်မယ်ကန်းဆက်နာပါလိုက်ရှာကြည့်အဲ့ကောင်တို့ရှင်အဲ့ချက်ဖွင့်လိုက်အဲ့ချက်ကိုဖွင့်ပြီးကြောင်းပို့ပြရရတယ်အသားရတာတွေကျွန်တော်မกินထားသေး ကိုရกินလိုက်မယ် ထားခဲ့လိုက်မယ်တင်ရကျွန်တော်กินသားကျွန်တော်လည်းกินပေးမယ် ငါတော့မกินတော့ငါ trauma ရနေငါกินလိုက်မဲရောလို့ ဒါဖြစ်တတ်ပါကျွန်တော်กินပေးမယ်
သားကင် ချက်ပအမရွှေချက်ကူမှာကင်စားမှာအသားထိတာကျွန်တော်ဟိုလုပ်ပေးမယ် အဲ့ဒီတိုင်းထားတာလေ မလည်းမသိအတန်းတော့ကြားတယ်ဟာစကယ်ရီလည်း89ရောက်တတ်မှာ100တတ်မှာ89တော့ဖြစ်သွားပြီအမူချက်ဆိုတဲလို့ရပါဟဲ့ ဟဲ့ဝဝဘယ်ပြေးရလဲဝဝနေမပြေးနေပြေးအတရင်တိကျရထား နမကိုရောက်ရှာနာကိုပြောပြပါအောင်မယ် ဘေးအများကြီးပဲဒီမှာတပည့်တွေအများကြီးတူးလို့ရ ဟမ် အဲ့တူးလိုက်အောင် ရှာနာကိုပြောပြလိုက်ပါအောင်မယ်မနေခင်ကမိုးသားရဟာစပလကြတဲ့နာပဲငါရလည်းလွဲကုန်မိုးတကယ်ပြဿနာငါကန်ဆိုးတာကွာမိုးကျိုးနှစ်ခါတီတီပြစ်ချခံရ ကိုမနေကြရတယ်ကွာအဲ့တိတ်မထူးရတော့ဘူး မင်းကကြည့်ရငါကြည့်ရင်တော့စိုးရ မိုးကျိုးနှစ်ခါတော့ပြစ်ချခံရနည်းနည်းမို့တော်တော်ဆိုးတဲ့ကန်ဟိုသူများထားလိုက်ပါပြစ်ချပြီးတဲ့နေရာထိသွားလို့ အေး story crate တလုံး ဟာကောင်းပြီကိုတယ် ဒီဘက်မှာရဟိုရုပ်ကြီးရှိတယ်သလားဟောရုပ်ကြီးရှိတယ် လာအတန်ကြားအတန်ပြောင်းသွားဟိုကတွေးလိုက်မယ်အတန်ပြောင်းသွား story crate မှာ armor crate ကဘယ်နားမှာလဲကျွန်တော်ကြည့်ပြဖို့လို့နေ story crate နှလုံးတော်ရတယ်ရှယ်ပဲ ဟာဝတ်တန်ကြားထားဘာမှလဲဝတ် ဟောကအများကြီးပဲဒီကျွန်တော် armor crate ဘယ်နားမှာ armor မသိဘူးလေ armor crate ကငါတို့အဲ့ဒီရက်ထားတဲ့ကန်းဆက်ဘေးလေးကအဲ့သူတို့တန့်လေးလေဟိုမှာမီးပုံလေးတွေပါဒီရှိရနာမှာ သွားလာမယ်အဲ့တော့သွားလာ ဘယ်လိုတွေ့ပြောစမ်းကွာဒီကောင်ခွဲမလို့ โอเคရှိခွန်လာ love is it အဲ့ကျွန်တော်ဒီမှာ player သမောကြီးတွေ့သလိုဟုတ်တယ် player သမောတစ်သီးရှိတယ် တဲ့နဲ့တွေ့တယ်ခုမှမတွေ့ဟုတ်ဗျာတမောပြန်ပြီးတီးလေရန်ပေါက်ချင်တာကြီးလား အမိုချက်ကတွေ့ပြီဒီမှာ ဒီမှာလေကွာဒီမှာကန့်နေတယ်ဒီမှာလေ ရှာနာအမိုချက်တွေ့ပြီ ထားတော့ရကျွန်တော်ကတေးတော့ပေါ့မလို့ ကဲဘလို့လဲရပြီလားကျွန်တော်အဲ့ဆိုရင် story crate နှလုံးတော်ရတယ်ကွာအမြောက်တော့မတွေ့ ဒီညမသိငောင်းငါတူးကြည့်အောင်ဟောတူးရဟောရ ဒီကောင်ရယူရကော ဒီကောင်ရရလို့ကျွန်တော် ကျွန်တော်ဒီဘက်မှာ အသားတွေကလောက်ပြီးတယ်တဲ့ဝတ်သားစားကြည့်တယ်ဝတ်သားစားကြည့်တယ်ဟာမရောက်လားကုန်နေဟာ အခုဝေးရ ဟာဖန်နန်တွေထွက်ပြီဟာတိတ်ကြိုက်တဲ့ဖန်နန်လားဟုတ်ပြီလားငါလည်းခုအများကြီးပြောက်တာလား အဲ့တပည့်ယူမင်းတို့စီပို့ပေးလိုက်ဒီစီပို့ပေးလိုက်ငါတပည့်ယူအဲ့တော့ဘောရီပဲကွာ လမ်းလိုက်တယ်ကျွန်တော်စီရောက်လာဝါကနေရောက်ဒီကောက်ဖန်နန်ကိုတက်တာပါလေဘာမှမချဘူးလားဟာလောက်ခန့်လမ်းလိုက်တော့နှစ်ကောင်သားရဲ့စီးသူတော့တင်ပါလေငါ့ကိုကာဝယ်ဖို့ရောက်လာ
ကိုရခဏနော်ကျွန်တော်ဟောအသားလာပေးဦးမယ်ငါရောင်ပြီးတော့ဟိုကျိုးရှိတော့မိတယ်မှောင်တော့ကဒီရကြီးဒီနေရတော်တော်မှောင်ဟာ54တုံး54တုံးဆိုတော့ပြင်တဲ့ဟာတော်တော်လိုသေးတယ်ဗျဒီလား တက်လာကြရင် တက်လာကြပြီလားဆိုတာထက်ကိုဟောလုံနေတာ တားရတော့ရှာအောင် အသားကတော်တော်ရှိနေပြီငါရှာရကြည့်ဘယ်လောက်ရှိလဲအသားမှာကြက်တုံးက3တုံးဝက်သားတုံးက3တုံးငါးတကောင်ငါးကင်မီသားတကောင်တို့လိုတည်းထက်ရှာပါ ခါလေဝါရှည်ထဲမှာတခုတွေ့တော့ ဟုတ်လေ ရှည်အောင်ထဲမှာလဲ အေး တခု ငါလည်းတွေ့ပြီအေးရှက်ကွာကြီးလား တီလုံးတယ်ပြောင်းသွား ဘာချောင်းလေးလည်းမသိပလေးကြီးကွာ လိမ့်စုံပလင်းနဲ့ထားခဲ့လိုက် ဟာရအောင်အဲ့ကျွန်တော်တင်တာခုနကလမ်းမတွေ့တော့ဒီမှာ treasure ချက်တစ်လုံးရတာကျွန်တော်ရုပ်ကြီးတော့ခွဲနေတာအဲ့ရုပ်ရရချန်ဈေးကြီး အဲ့မှာဒီ ငမဲကျွန်တော်တော့ငမဲ guys တရားတော့ငမဲ ဟင်းငမန်းလာပြောတာမတွေ့ဘူး ရှေ့အဲ့လေအောင်မှာတော့အောင်မှာကျွန်တော်တော့တိုက်တော့ ဟုတ်လား ဟုတ်ကဲ့ဘာလို့ကင်းတာကိုရကင်းတယ်စားရပါရဲ့ ဟောဒီဟာငမိုင်းကြီးကိုမတက်ဘူးလားငါတက်ပြီငါဓာတ်နဲ့တော့တက်မလား တော့ဘယ်တက်တိုင်းနေမှာတော့လေ ဒီဘိုက်ငမန်းသားတော့မြေရှိတ်ငမန်းသားဘုမကလုံနန်သားကြီးတော့စားပြီးပြီ ဒီမှာချက်တလုံးတွေ့လဲဒီတော့ပါguys I found something new ညူးဆိုလဲညူးလိုက်ခဏငါအသားတင်လိုက်ပါ တာကိုရကြော်နေကိုစောကိုရဒီမှာလာကြ ကိုရငမန်းသား မကြ ဟော secret key ပါတဲ့ I don't know what is it ငမန်းသားရော okay banana တော့မီ wow thank you နဲ့ William နဲ့ဘယ်သူလဲတော့မသိ I don't know who I really love this game I was who okay William သိကြလား okay guys I don't know the name နာမည်တော့ဒီတော့မှဒီထဲမှာလဲတွေအများကြီးပဲဒီမှာလဲတခုတွေ့တယ်ချက်ချက်တွေ case မှာမဟန်နာတော့တတိက ကိုစောဘယ်ရောက်ကိုစော ဟာဟိုကွန်ကျွတ်မတာဖန်နာကောင်တွေ့လို့ တီလုံးပြောင်းနေတော့တီလုံးပြောင်းနေနော် horror တီလုံးဟို
မတကယ်တီးလုံးဖြစ် ဘယ်လုံးနေကြလဲ လေအခုမှချက်စီပေးတယ် တက်တာတွေ့တယ်ဟဲ့ဘာကြီးလဲ အာ ဆိုင်ရန်နေလားဆိုင်ရန်နေလား ဆရနေဖြစ်လိမ့်မယ်ထင်တယ် ဟုတ်တယ်ဆိုင်ရယ် ဟုတ်တယ်ဆိုင်ရန်နေ ဆရဆိုတတ်မှာဘာမှလဲဟုတ်ပါဆရနေ အားကြောင်းတော့တကောင်ရှိရယ် ဒီကတကောင်ရှိရတကအဝေးပဲတနက်မပြောင်းတော့တနက်နဲ့အဝေးကလမ်းပြမှာကောင်း ထိကွာတယ်ဟာ ဒီကောင်အနီးကမကတ်ရင်မရအောင် ဒီကကလို့မရဟုတ်တယ် ဟိုခေါင်းတစ်လုံးကြောက်ရတယ်လား ဆောနေကြလား နေကြလား စင်ပြေခေါင်းမှာခေါင်းတစ်လုံးရလာ နှစ်ကောင်ရှိရယ် တသေးလေးတကောင်ကြီးသေး ကျန်သေးအတန်ကြားနေရတယ်ရုပ်စင်းလာတယ် ရေထဲသာဆင် ဒီဘက်မှာ ဟာငါ့ဆော်ဟာနေရမခံမလောက်မသေးမလောက်စား ဖိုင်ရယ်နဲ့ သေးတယ်ငါအနောက်ကနေမင်းကိုအနီးကခုတ်တာမှာနှစ်ကောင်တော့ဟာအာကျွန်တော်ဒီလာပြီပေါ့ဆရခေါင်းဆောင်ကြီးလောက်ဒီအာလာဝေး ကျွန်တော်လည်းဖိုင်တယ်ခေါင်းဆောင်อ่ะ ဟွာကြီး စတက်ကင်ထားတဲ့ကောင်ကြည့် စတက်ကင်ထားရကောင်ကြိတ်ဟုတ်တယ် ဟောတိတ်သွားပြီကျွန်တော်တိတ်သွားပြီကျွန်တော်ကယ်လို့မရသေးတာကယ်လို့ရရင်ကယ်ပါ အဲ့ဒါကိုဘယ်ကွာ ဒီခဏလေးမီလာခဲ့ပဲ မလွယ် ဆရကြီးနားမှာရှင်းတော့မရအောင် မမီတော့မမီတော့ စီကျွန်တော်လာခဲ့ အဲ့လာစတမနဲ့ပြင်လိုက်ကောင် အဲ့ဒါလည်းပြင်ပါရမှာဟိုကလည်းပြင်လို့ ဒီကောင်စတက်ကြီးပါအဲ့ကောင်စီအဲ့ကောင်တိုက်အဲ့စတက်ကြီးရမှာဟာမရ ဟုတ်တယ်အဲ့စတာအဲ့ကျွန်တော်လည်းပြကျွန်တော်3ချက်ထိထားတယ်အဲ့ကောင်မသေးကန်နီးနေ ကြီးကုံကတော့ရေးတယ်ကြောင်းလဲဆိုကြီးကကုံ ပြန်ဟီးတယ် ပြန်ဟိတယ်အာရေးတယ်ကြီးကုံလှမ်းပစ်လို့မရပြဿနာကိုရအသားกินထားရှိလားကျွန်တော်အသားလုံးစားနေတယ် စတန်နဲ့ကောင်တင်စတန်နဲ့ကောင်တင် အာ very nice စတဲ့ကောင်နောက်တော့ရောက်နေပြီ မလိုက်ကောင် ဒီတော့နှစ်ကောင်လောက်ရှိရစတဲ့ကောင်တစ်ကောင်တည်းမဟုတ် ဆိုင်းနာကောင် စားလိုက်ရမယ် အဲ့ကောင်ကလှုပ်တယ်ပြစ်သေးပြီဆယ်ရီတပ်ပတ် quest လည်းရှိတယ်ဟာနောက်မှာမင်းကမျိုးမစစ်လေလား ဒီပြေးတာအတမို့အာတာ ရေ အတေးသွားပြန်ပြီဟေးကြီးပဲ ကိုရရေးနေပြတ်အပေါ်ကတက်ပြတ်တယ် ပါစားထားမှရတော့ အသားဆောင်ထားရင်သွေးပြန်ဖြစ် အာတာစားတာလေ အာဆိုရင်တင်မော TV ရောက်အောက်မှာအာထင်းနေရောက်ဒီကောင် cast ကပေါ်နေရဲ့ တင်တော့တောင်း သိလားဒီကောင် cast တွေပါတယ်စောက်ပြဿနာဟာ တင်မကျွေးရတင်မတစ်ချက်ပြန်ကြည့်ပါ ပေါက်တွေတော့မတွေ့ဘူးလေ အဲကြောင်ပြရတယ်တမော အောက်ထက်မရှိတော့မလားတင်မောဟုတ်တယ်မလား ကြီးထားတယ် ကျွန်တော်ရေးလိုက်သိပြီ ငါပြေ
ဆင်းလိုက် ဟာတစ်ချက်ထိရနေတော့တော်တော်စိတ်ထတာကြောသူရအာတေးပြီဗျာ ဒီကောင်သေးပြီ အနောက်မှာစတက်နဲ့ကောင်ရှိရ ဒီကောင်နေတော့ကတ်လို့မရဘူး ဟိုတကောင်ဘိတ်လို့နောက်တကောင်အဲ့ပါလိုက်ပြဟာကျွန်တော်စီလိုက်လာရင်အနီးကကျုံးတယ်ဟာငါ့ကိုနှံ့အောင်လို့လားနင်းစတက်ကဘာထူးလို့လားဟာနာတေးလားနေသေးလားဒါပဲနေသေးဖို့မွေးဖွားလာတာ ဒီကောင်နန်းစောထွက်နေတယ်လို့ အနောက်မှာလေလိုက်တာကိုရနောက်နန်းစောလိုက်နေတာပြီးရတကောင် cast ပါတယ်ဒီကောင် online တေးပြီ ဒီတော့သားစားရတော့ရ အမအဲ့ကောင်မ cast လုပ်နေရဲ့ချိန်မှာချသေးပြီနောက်ကောင်ရှစ်ကောင်တော့သေးသွားဟာဆိုကျွန်တော် ဟိုမှာတကောင်ကြည့်ရဟိုမှာတကောင်ကြည့်သေး ဟာငါသေးပြီကဲနေလားမကန်နိုင်ဟွာနဲ့ပဲအမြန်ပြန်လာခဲ့မယ် ကဲကျွန်တော်မိရမီတော့ အားကြီးနော်ကျေးဇူးတင်လိုက်တာ ဆိုင်ရန်ပါဆိုတာမသိရကျွန်တော်ကုန်းပေါ်တက်ပြနေပပတော့စားလာ တစ်ချက်သူကအောက်ဆင်းလိုက်အပေါ်တက်လိုက်ပြန်လုံးမရမယ်ဒီလားဒီတိုင်းနေလို့တော့မရ ဟုတ်တယ် အာဆာရန်ကြီးကိုတက်ပြီးကွာဘာလို့0ကနေပြန်စပါလဲမသိ6ကောင်လောက်တက်ပြီးသွားအေးကန်းကြီးမှာတကောင်ကြီးပေါ်လာလို့တနင်္လာရီလောက်ရှိရထိုင်တက်နေကဲဟိုဟာကြီးတက်ဖို့ကနေပြီးတော့ငါတို့ဟွာတွေပြောင်းတော့မယ်ချကွာဝေလာငါးသားကြီးစားကြပါလားဘာကြီးလို့စီကြလာရ ဒီဆိုင်ရန်ဟိုကြာလာအဲ့ငါဘလို့ရည်ရပြန်ဟိုလေလို့ အဖြစ်တာအနာကက်ချဟာဂျန်ဆာရဂျန်ရတာအဲ့ဂျန်နဲ့ဈေးကြီးမဲ့ပုံဟာဂျန်ဘယ်နှလုံးတော့နှလုံးတော့ရတာပြီလားဝါ so nice တော့မင်းတယောက်လည်းမှုတ်တတ်တာမဟုတ်ငါလည်းမှုတ်တတ်တယ် နှုတ်ဆမ်းအမှာ ရောအမပြောင်းနေအစိတ်ပြောင်းနေပြည့်နေ အာနောက်တစ်လုံး ရောဘယ်တော့တလုံး ဒီကောင်နေအဲ့ spare gas သုံးနေရဲ့ချိန်ကြရင်ဟိုလောက်လို့ရသေးလား ကြီးတယ်မြင်လိုက်တာငါ physical တတ်တယ်ပေါ့ ရအဲ့လိုတနက်ချက်ဖြစ်ပေးလိုက်တော့ direction ပြောင်းအောင်မင်း တော်တော်လိုက်ကဲကျွန်တော် ကဲရငါမရဘူးငါ့ PDF လွတ်လာပြီ ဟိုထုတ်လိုက်တာ ကဲငါ မရဘူးကျွန်တော်ပါသေးတော့မှာလူဝေးတွေလင်းသွားတယ်ဗျ ရတော့ ကျွန်တော်တော့သေးတော့မယ်ကျွန်တော်ပြန်အောင်ရှင်ထွက်ပြေးနေရ အစိတ်ပြောင်းကုန်သွားလို့အစိတ်ပြောင်းမကုန်ရင်ကောင်ပြုတ်လို့ရတယ် မပြေးနဲ့မပြေးနဲ့မပြေးငါတို့မုံမှာလာဟာကိုရကောင်းလိုက်တဲ့ပြစ်ချက်နင်ဂျန်လေးတော့တင်လာမပြေး လာအတန်ကြားတယ်ပြစ်တယ် သားစားတာနော်သားစားတာနော်
good collaboration ရေအောက်ပါပဲငုံနေဆိုဒီကောင်ရေအောက်မှာပဲနေပြီလားချပါသေးလားရေပေါ်နည်းနည်းလေးကိုဖော်လိုက်တယ်ဆိုပေါ်ဝိုင်းတယောက်ကတင်မောပေါ်ကနေပြစ်လို့ရသေးလားရေအောက်ထဲသူပြစ်ရခက်တယ် တော့ရေရောက်သေးတော့စင်ပြမှာရှော့ကန်းယူလာကျွန်တော်ဘယ်ရောက်ဝဲအဲ့ဆောက်ကောင်းလဲကျွန်တော်စကင်လေးထိုင်တော့ရိုးချုပ်ကြီးကျွန်တော်နော် ပြပါမရှိတော့ဘူး စကင်အလိုင်း စကေးလေးလည်းမကြောက်တော့အယူနဲ့ထိုးပါသလိုငါးတွေအယူကြောက်တယ်ပါပေါ်လာပြီအများကြီးပဲသုံးကောင်တော့အဲ့တော့ရေပေါ်တက်တော့ရေပေါ်တက်ပြီးအဲ့ပါကိုရလှမ်းပြစ်လို့ရပါသိလားရေပေါ်တက်ပဲခေါင်းရေပေါ်ဖို့မင်းကနေစူပါဟီးရိုးမထင်နဲ့ဟုတ်ပြီပါသေးတယ်ငါသေးတယ်ဟမ်你手机改ထားလဲငါကြောက်ဝယ်ထလားငါဓာတ်改ထားဟမ် နှစ်ယောက်တယောက်ဂမ်မန်းဟန်နေရပြီလို့ပါအောင်နှစ်ယောက်တယောက်မဟုတ်တော့တယောက်ဖြစ်နေပြီ မင်းရလေကွာငါနှစ်ယောက်တယောက်ချတာမှဘာဖြစ်လဲ အခုရတော့ယောက်ကျ try 3ရပုံစံဝင်ရင်ပြီဆိုတာကြကျွန်တော်လည်းမခံနာနေပြီမသိအပေါ်တက်ပြီးစားတယ်ပုံတော့ရတယ်ဘုံနဲ့ရေထဲမှာပေါက်လာစဉ်းစား ခန်းကြည့်လေခန်းမနေမြင်မသေးပါနော်ဟာကိုရနောက်ထပ်3កောင်ပဲကျန်တော့တယ်3កောင်တက်ပြီးကျွန်တော်ဆရာအကောင့်နဲ့ဆက်တက်တာပြည့်ပြီဟိုရှူလိုက်3កောင်တာရေသေးပြီးတောင်းကြတာအဲ့လိုမရတော့ဒိတ်လို့မရတော့ဟာပြီးရမြန်ဟာဒီကောင်အကွာအကွာမန်ကိုဒီကောင်ဟိုပါကြီးအကွာဂေးဟာဂေးရုံနဲ့ ဒီကောင်အိုင်း ချီကိုတက်လို့လေ ငါဘိုင်ခတ်ဆက်လိုက်တယ်မသိနင်းကွာမှုတ်တာနဲ့ပဲပြစ်တော့မှာမှုတ်တာတော့၄မျိုးပါတယ်ကြည်၄မျိုးပါတော့အဲ့ဒါမှုတ်တာကောင်းတယ် ဒီမျိုးမျိုးလို့ရတယ် ဟုတ်တယ်၄မျိုးမှုတ်လို့ရတယ်ကျန်းတယ် ဒါရေသူမဒါကြီးကအကွာကြီးဒီကောင်လေးဝမ်းကြီးရှေ့ခေါ်ရ အကွာဆက်ပါလား ဒီကောင်လည်းပြီးတယ်ဟာရပြီ quest ပြည့်ပြီဒီ complete ဖြစ်သွားပြီဟောကောင်းလိုက်တဲ့ကိုရပြစ်ချက်ဟာဘလို့ကြီးလဲမင်းကလည်းမှုတ်တာနဲ့ငါလန့်အောင်လန့်တယ်ဟုတ်တယ်ဒီကောင်မှုတ်လိုက်တာကြီးကိုကျွန်တော်ဘာလဲပွင့်ထားတာဘာလဲငါသိပြီလားဆိုပြီးဒီကောင်မ ဆော့ခံနေရပြီကျွန်တော်ကြိတ်ခံနေရပြီကျွန်တော်ကြိတ်ခံနေရ မင်းပဲမင်းမှုတ်တာလည်းသုံးကြ ကျွန်တော်မှုတ်တာထိရဲပြ point စဉ် sustain နဲ့သွားတာလေ ဒီ sustain နေပါနားမလဲ တော့မှတခု ငါတော့မှအယောက်20တက်တဲ့ quest ပြီးသွားပြီဟာ journey တော်တော်များနေပြီဘယ်နဲ့တော့လဲ3လုံး4လုံးတော့ကြီး တော့ရလေတော့ ကောက်တော့ကောက်နေရမယ်ဒီကောင်ကနည်းတော့နည်းမယ်ဗျရှာနာလေးသီလားဒီကောင်အမှတ်မရှိတာသီလားဒီကောင်ရန်သူကိုတက်ကြီးပြေးတာအဲ့လိုတက်ကြီးပြီးတော့သူ့ကိုဝိုင်းကျုံးပြီဗော ဒီနဲ့အရန်ဝေးမနေနဲ့လေဒီဘက်ကိုပြန်လာတယ် ညောင်ဆရာသမားခတ်မိရရင်ကွာရေတော့မှုသေးတော့မှာ တော့ရေပေါ်တက်ခဲ့ အသားကြီးတော့အရင်မဖြုံးနဲ့နော်မင်းလာငါနဲ့ရှင်ခေါ်တာလားအကွာဂေးလား
နေလာနေတက်တိရှင်လာကြလားငါယောက်ျားပါလာကွာဘေးမင်းမကြောက်ဘူးကွာ မောင်မီ ကဲပြန်ကြမယ်ကျွန်တော်တော့ quest ပြည့်ပြီရှာနိုင် ပြီးသေးဦးသေးလား တော်ပြီရပြီနော်မင်းဒီရတက်တော်လုံးနဲ့လွတ်လိုက် အသားကြီးနေရော ဒီနေ့တနေ့လုံးငါတို့ပြီးမှာမဟုတ်ဘူးသိလားခဏကြိုင်လည်းငါပြန်လာတော့ပဲကဲမအမြောက်တွေလည်းကုန်အောင်မယ်ဖုတွေလည်းကုန်အောင်မယ်ကဲသွားဖို့ချိန်တန်ပြီတခုသွားရိတ်မှာမလား ပြင်များချင်းနေကြည့်လိုက်အောင်ပြင်များချင်းနေ ပြင်ပြကျွန်တော်ရသလောက်တော့ထည့်တာ ပြင်များ54 90ကမလောက်ဘူး90ကမလောက်ဘူးဘာဖြစ်လို့လဲသိလားဒီခေါက်က3ချက်ကနေ4ချက်ပေါက်မှာနော်စလုကကြတော့အများဆုံး2ချက်ပဲပေါက်မှာအဲ့တော့ဘာမှသိမရှိဘူး ဒါဆိုအရင်ဆုံးငါတို့လာ perfect ကိုငါတို့ သွားမယ်လေဟုတ်လားခဏကျွန်တော်ဟို perfect တိုင်းအနည်းဆုံးပြင်များ100ကျော်ပါလိမ့် ရတယ်အဲ့တော့ကျွန်တော်ဒီလာခဏပြီ ရှာချက်တွေကအောက်ထည့်တာပလေယာတွေမြင်လာနေဘူး သားကြီးလေလို့သေး perfect တစ်ခါတော့ rate လိုက်အဲ့လိုရတယ် ခိုင်းတယ် what the cheap viewer on stream.com sorry ပါအဲ့လိုဟာတွေသိမှမသားပါဘူးကဲဘာလို့ပါထွက်မှာလားဟဲ့ အဲ့လားရရင်သွားမယ်အော်လာခဲ့လာပုတ်ပဲ mission လာပုတ်ပဲ ဟေးလာပြီကြောလာပြီ တော့စားလိုက်ပြီခွတ် မင်းရတော့ စိမ်းကိုတော့ကြိုက်လိုက်ပြီဟို enemy က မရဘူးဒီ mission လုံးလုံးမရသေးငါတို့ pressure တွေအရင်ရောင်းပြစ်လိုက်မှရ အရှိတော့လိုက်အရှိမှာ not star ဟို ရှိလားအဲ့တော့အဲ့ရင်သွားလိုက်မယ်နော် ဘေးမှာ Pumarit တော့ရှိတယ် Pumarit မှာရောင်းလို့ရမှာတို့ထွက်လာခဲ့တဲ့နေရာ အသိမိုးကြီးလေဟိုကျွန်တော်တို့မှတွေ့နေဟာ ဆောက်ဝက်ကိုတော့ ဟုတ်လေကျွန်တော် not star တော့အန်လို့မပြီးနိုင်တော့ဘူးလား အစားရောင်းလာရှိမှမရှိမှမသိဘူးတော့စားမှာ not star မှာရှိရလေ not star မှာအကုန်ရှိရလေဟိုသူတို့ဟိုဟာကြီးပါလေကိုဟောတာဘာလို့ဟိုအထက်မြင့်နေတဲ့နေရာလေငါအောက်မှာတူးပြီးသားမသိအန်နေမတူးသေးပါ တိချက်အဲ့မများနဲ့ မများခုနကွာ အယိုးကောင်းတော့ကောင်းရယ် Sapphire ၄ခုရယ် Sapphire ဂျန်နဲ့ Amulet တစ်လုံးဆိုပါ Star စီးပေါ်လေကွာအောက်ပေါ်မှာ စီးဖို့ကမရဘူးနော်အောက်ဖို့မှရမှာနော် စီးပေါ်မရောင်းလို့မရဘူး အဲ့ဒါကျွန်တော်ခုနနေရာပဲပြန်သွားလိုက်ကျွန်တော်တင်မပြန်ကိုချလိုက် ခုနနေရာပဲတော့ format break ပဲထိုင်ပြန်ကိုရင်ကို အဲ့ရှိမှမြင်နေရ west တဲ့ရော ဒီကောင်စီသွားတယ် west တဲ့ကိုချလိုက်ရတယ်ကျွန်တော်အတိုင်းပြန်ထည့်ပြရမှာမေ့ပါ အဲ့ဒီလွယ်ရောအဲ့ right ကိုပြန်ယူ ဒါမှမဟုတ် right ကိုမသွားနဲ့ left ကိုသွားလိုက်တော့ right မှာကအဲ့ဘုံကောင်ရှိတယ် PVP သမားတွေရှိအဲ့ကြောက်တုံးကြားတွေကဖြတ်လို့ရတယ်တေချာတော့မကြည့်ရတယ်တမ်းပြောတာ ကျုံသွားပြီအဲ့တော့တိုက်ပြီ အဲ့တော့ပြင်များကြိုက်ပြီးတက်ဆောင်နေ ရတယ် အဲ့ဆိုပြီးတော့ကျွန်တော်ဝတ်သားကြော်နေ ပြန်တင်လိုက်ကျွန်တော်ပြန်လဲလို့တော့ကောင်းပါတယ်ကိုရမိုက်တွေပြန်ကြောက်ချပြီကွတိ very good အရင်ကိုရနဲ့ကျွန်တော်နဲ့ဆိုကိုရမောင်းနဲ့ကြည်နေနေကျွန်တော်ဘယ်နေကြောက်ချမှာကိုယ့်ကိုချပါဒါပေမဲ့ဒီနေ့ကျွန်တော်ကြောက်ကိုလုံးဝမကြည့်ငေးချင်ငေးလို့ချင်ရလို့ ဒီရက်မဂလုံးသန်တက်မှာ second time နော်
မချိန်မှာလည်းတော်တော်သွေးဆူနေပြီဒုတိယချိန်ရလာပြီပဲ အဲ့ဒီဟိုမှာလက်အမှန်မြင်နေရတဲ့ကောင်အိုက်ကောင်ဝင်လာတာ left မှာလား လက်မှာအမဒီဘက် တော့မိုက်တယ်နော်ဟိုတင်မောသာမောင်းနေရမှာချစ်သူလက်လေးကင်နေရတယ်ပဲချစ်သူအယိုးလက်လေးကင်နေရတယ်လို့ပဲအာ ချစ်သူရဲ့ ချစ်သူရဲ့အယိုးကောင်းလက်လေးလက်မလေးကိုစုပ်ထားရတာတဲ့လက်ကောက်ကလေးကိုဆွဲထားရတာတဲ့လက်ဖြတ်လေးကိုလက်ကင်ထားရတာတဲ့ဟုတ်တယ် ကျွန်တော်ဒီဘက် ရုပ်တင်လိုက်တော့ ဟိုဘက်တစ်ချမ်းမှာပဲပိုးရှိမှထင်တယ်တရားဒီဘက်ချမ်းမှာရှိလားမှန်တယ် အမမြင်နေရတယ်ဟို ကျွန်တော်ဟိုဟာငကမောက်သီးကင်ပေးထားတယ်နော်ငကမောက်သီးကင်လို့ ဟိုရဲ့ပါကင်စကီကိုချက်ရှိုးမယ် sorry parking ski ကခေါင်းနဲ့တိုက်တဲ့ ski ပါ ဝင်းနဲ့ထိုး ခေါင်းနဲ့တိုးနေတာဟုတ်တယ်ဟာဘာတွေမြုပ်နေလို့မရှင်းပါ ဆက်စရီPV ကောင်နေချသွားတော့တော့ကောက်ကြည့်အောင်ပြင်ပါရမလဲချပါကျွန်တော်ချပါ တိုက်သွားသေးရလားဟုတ်ပါ လိုက်ပါကျွန်တော်တော့ကောက်လာအောင်နော်မလင်းလေးတော့တွေ့ပါလေကျန်ဟန်တော့မဟုတ်ဟိုဟာယူရ ဒီရေသူမကြံနေတာခဏကိုရောင်းမယ်လို့ထင်ဟုတ်တယ် ကိုစောဒီမှာကျွန်တော်ချင်ဆွဲလိုက် ထောင်အောင်ရတယ်ပေါ့ ကျွန်တော်ချင်အောင်ဆွဲလိုက်လို့โอเค round table revision ကတက်တယ်နော်တက်တော့ဒီတက်တော့လိုတယ်မစိုး1000ကျော်ရတယ်မစိုးဘူးတိရနောက်ခါကျရင်ရေသူဂေးတွေကိုဘာလုပ်ပေးရမှာ ငါဘယ်ရေးယူကြအောင်မလား ဟာ ယူမြူအဲ့ပဲဒိန်းကြ ဘယ်တော့တော့ဖောက်တာမှ ကျွန်တော်မသိဘူးလေ မင်းကန်ကောင်းလို့မသိတာ ရေသူမကြံနေတာတော်တော် ရတယ် ထောင်လို့ထောင်လာလို့ရ ရေသူမမရေသူထီးတွေနိုင်နော် ရေသူကြီးချင် ရေသူဂေးတွေ အရှက်ချက်ကထားခဲ့မှာလားထူအောင်ပါလား အားလိုက်တော့ရရင်အော်ဒါမှထားလို့မရဘူးအာရှန်ချက်ကိုတင်ထားရင်ငါတို့လေယာရင်ငုပ်လို့မရဘူးရောင်းလိုက်တော့ ကိုရတော့ပြန်လို့မသိသေးနေပြီ I can be gay သိထားရမကလုံးသား3ခါပြေးပါနော် ငါတို့ဟိုတောင်းဖို့အချိန်မရှိတော့ဘူးငါတို့ for truck ကိုတောင်းဖို့အချိန်မရှိတော့ အခုကဘာလို့နေရကျွန်တော်မှာ ဘူးလိုတန်တော့ချိန်ပါရ ဟမ် ပြင်များလို့တယ်ပြင်များရဲ့အသားရဲ့ အသားရထက်ကုန်ပါနော်အသားဝယ်လို့မရတော့နော် အားရမလောက်သေးဘူး အဲ့ရအောင်မရှိသေးတယ်အသားဝယ်လို့မရ ပြဿနာပဲ
ရှင်နေတယ်မှာခန္ဓာကိုယ်မရှိရဒီအရာဆုံးပဲ ဒီပြင်များအပြား63များရှိပြီရသလောက်တော့ကျွန်တော်ဒီကနေပဲကုန်းဝင်ကနေမြန်တင်မှုမလုပ်လိုက်မယ်ဘယ်နဲ့80လောက်ဆိုလောက်မှတယ်နော် ဒီကွာငါတို့အချိန်မဆွဲတော့ကွာဖော့ထွက်သွားလိုက်မယ်ကွာမြန်မြန် rate လိုက်မယ်နော်ငါတို့ဟိုအတိုင်းပဲအရင်နေ့အတိုင်းပဲ ဟွန်း ကျွန်တော်ရှင်းတယ်ကိုတို့ဟိုလာ အသားတွေပါလေလုပ်ပေးထားမယ် တော်ရအသားတွေသွားပြီးတော့တော်ရအသားရှာအားကန်ုံဘောနဲ့ရှာ โอเค အကောင်ကကြိတ် ကျွန်တော် အောင်ကကြိတ် I am Jake I'm Jake ဒီမှာကျွန်တော်အမြောက်တွေကတော့ရသလောက်တော်တော်များရလာပြင်များကြီးလည်းတော်တော်ရထားဒီလား အားစိမ့်တွေအသားစိမ့်တွေတွေ့ရင် sorry အဲ့ဒီသူရဲ့ fortress တွေကရှိရဲ့အဲ့ဒီဟိုမှာပဲတခါလေးกินလိုက်တော့လား ဟာကျွန်တော်သိရလေ တမောရှိ သိရတယ်ကျွန်တော်တော်လဲกินမှာဆိုလို့ ရမกินလိုက်ထားလိုက်ရအသားတွေထည့်ထားလိုက် ကြည့်နေရမှာကွာသိလားမင်းသူတို့ရဲ့အယောင်လေးကအညူရောင်လေးတန်းသွားပြီဆိုမင်းကထွက်လိုက်လို့ โอเค ကျွန်တော်အသားက sorry လုကျန် sorry ညူရောင်လေးတန်းသွား Okay ညူရောင်လေးတန်းသွား အခုကြည့်လိုက်အခုဟိုမှာဟိုထဲမှာကျွန်တော်กินထားရရှိတယ်ကျွန်တော်ပြမယ်ကျွန်တော်ကြည့်ဒါမျိုးရကိုရ အေးဟုတ်ပြီ ဒါမျိုးရောင်လေးတန်း အေးဟုတ်ပြီ တိလား Asian ဂုဏကွိုင်းကြီး တောက်တင်ထားပါ တင်ထားလိုက်တော့မယ်လေ ကိုရလာပြီလား ကိုရမလာလဲလိုက်လာလို့ရလေ ဒီမှာတက်တာတလုံး အသက်တာရောင်းမတက်တာဟုတ်လို့ ဟုတ်တယ်ထားလိုက်ပြီခိုင်းဆောင်လိုက်ကျွန်တော်တွားရောက်လိုက်ပြီအမိုးတွားရင်တွားနေလိုက် အေး ဟုတ်တွားလို့မရဘူးလေ ရတော့နေလိုက်မယ်မင်းပြီးမှရေသူမနဲ့လိုက်လာခဲ့ โอเคအဘေတွားရအောင်ကိုခေါ်တာပဲဖြစ်မယ် ကိုရဟောလောက်မှာနော် quest လောက်မှာနော် ဟုတ်ရလားငါ့လာဖို့ โอเคဝါ ခန္ဓာကိုယ်အလန်ထောင်လိုက်ကောင်းမှမသိအဲ့လိုပို့ မလုပ်ပါနဲ့ ပို့ရတယ် လုပ်ပြချ အဲ့တော့ငါရေကူးလာပြီဒီမှာတယောက်ပဲဆင်းခဲ့လိုက်ဗျာထောက်ပါလားပြန်လှည့်လာမလဲဘူးဆိုငါရေသူမရှိကူအောင်ရေသူမအဝေးကြီးပဲ what the fuck ရတယ်ငါတော့ရေထဲဆင်းမှာခဏနေကြမှာလို့ငါတော့ရေငုတ်ပြီးပေါ်လာမှာလို့ဒီလား ကျွန်တော်ပါသွားပြီ ဒါဆိုတော့မင်းအမစာပါကြောင်းတော့ဟို တမိုးပါရောက်လိုက်တယ်မဟုတ်ကျွန်တော်ရေငုတ်တဲ့အတိုင်ကြားပြီးကျွန်တော်ပါသွားတာ အဲ့ဒါမင်းကဟို စလီဝပြန်ရောက်နေ hey ဟောရောက်နေဟာ hey guys အခုမှမင်းရေအောင် environment နဲ့မင်းရဲ့ skin နဲ့ ဟုတ်တယ်ဟောဘေးမကယ်လိုတိုင်းလားမသိကြကြီးပဲမလက်ဆိုင်မှာဝင်ဝိုင်းကျွန်တော်ဟိုတင်မောပြက်ကြီးမှာတွေ့လိုက်တယ်မကယ်လိုတိုင်းပြီးမှငါလိုက် swing ဝင်ကြည့်လိုက် အမောခရန်ကန်အောင်ဖြစ်တယ်ခရာကန် ခရာကန်လား မကလို့လည်းမဟုတ်ခရာ ခရာကန်လား ခရာကန် အာတက်ချင်လား baby ခရာကန်ခရာကန်ဘီယူမဟုတ်ဘူး baby ခရာကန် baby တွေဖေးပြီးရနာ ကျွန်တော်တက်ခဲ့ခရာကန်တွေက baby ပဲရှိသေးတယ်အိုမာသားမဟုတ်သေးဘူးအိုမာသားဆိုကြီးပဲကာလီယွန်တစ်ဖက်ထဲပြုတ်သွားတာ မြန်လောက်ရမယ်မြန်လောက်ရမယ်အခြေလေးမရှိအောင် အာဟိုကောင်တွေပဲကြောက်တာအားရဲ့ကလဒန်တွေပဲငါကြောက်တာခရာကန်ကိုကြောက်တော့ငါအချိန်နဲ့တို့စားနေတာအပေါ်လို့ပြန်လက်တိုင်ကြီး ဟောမတဲမပြ ဒီမောပြက်ကမမီနဲ့တော့အာကိုရတင်ထားကျွန်တော်ရှိပါမမြင်အောင်ဗျကိုရမောင်းလားဟောကိုရပါကင်ထိုးစကေးကြံ အဲ့ဒီရွက်တင်လိုက်တော့နောက်ရွက်လာ Okay Roger ဟုတ်တယ်နောက်ရွက် ဆော ဆုံး ကြတဲ့နေရောက်တင်မြင်နေတဲ့ကိုဆို အဲ့လိုတိုင်းတော့ငါတို့တစ်ချက်ထိအောင်မ ဒီကတော့တည်း အ
တီရောကွာငါတို့သားမရတော့ကွာ ဟာထရိဒါကြီးတဲ့ဟေးအောင်ကြီး ဖေးတိုင်းဆိုတော့တစ်သားပဲလွတ်လိုက်ကျွန်တော်ဒီအောက်မှာငမန်းဆောက်ရင်းနဲ့ပဲရတော့အသားယူထားမယ်နော် ပြောရမလို့ချပြီးလား ဟာ ဘာပြန်အောင်မေး တော့နေတော့ငါပြင်လိုက်မယ်တော့တော်ရိဆရာရှိတော်ရိဟာကိုရာကြီးကျွန်တော်အတန်ကြားနေရပြီ ကန်လုံးဘောကြီးသွားယူ ကျွန်တော်အတန်ကြားနေရပြီ ရရထွက်တော့ထွက်နေဟိုကောင်နဲ့ကျောင်းတော်မြောက်တဲ့ဆရာကြီးရတယ်စိတ်ရဆရာကြီးတို့ရတယ် ငါဖမ်းတာတော့မတော်ဘူးကိုယ့်အကူတသားငံလုပ်ပြီးငမန်းဖမ်းတာတော့တယောက်တော်တယ် အတပါအုပ်လိုက်ရ ဟေးအော်ရဦးနိုင်ချီလိုက်တာငါမဖမ်းတာပူသေးကြောင်းမလို့မသိ ဘာမှမရှိတော့ဘူးသူများရေပြီးသားကြီးလားမသိပါဘူး ကျောင်းထွက်လာတော့ဒီကောင်ကဒီဖန်တန်နဲ့အစိုးရထွက်တယ် ဘာမှမရှိတော့ဘူးအများလည်းမရှိကန်လုံးဘောကြီးလည်းမရှိဘာမှမရှိတော့ အာနိုင်တာ what the flow ပဲ အဲ့ရအဆင်ပြေနော်ပြင်ပြငါးပြဟာနည်းနည်းလေးပဲရှိရတာလား ဘက်တာ အဆင်ပြေဥစွာတဲ့မရှိရင်လည်းရှိရနေပဲသွားမယ်ဗျာကျွန်တော်ရသလောက်တည်ပြီးတော့အထဲကိုထည့်ထားပြီးပြီဟို65တော့တစ်သား90လောက်ဆိုတော့လောက်မှာပါအဓိကကျွန်တော်တို့အဲ့လိုတစ်တုံးနေမယ်ဆိုတော့ကျွန်တော်တို့ဘာသတိထားမလဲဆိုတော့အကိုက်မခံအောင်လုပ်ရမှာပါ那一下管下来了。တော့ကောင်းကျန်တယ် ဟုတ်တယ်ကိုရပြောတယ်တရားဝင်ထားပြီထင်တယ် ဟုတ်တယ်ဘာမှမကြည့်အဲ့ဒါသတိထား အဲ့ဒါမြန်မြန်ပြီးအောင်ဝမ်းကျိတ်လိုက်တော့ လက်ရရသလားဝမ်းကြိတ်ထားပြီဟာတကယ်ကိုပြောင်းသလင်းခါနေရ ဟ
story key ရှိ legendary PR and dot legendary title နားလည်လားJanuary တိုင်ရပွင့်ရင်ငါတို့တင်မောမျိုးစားတူတွေထွက်ဝင်လို့ရဘယ်ဒီမှာတော့ချောင်းရတာတဲ့ အဲ့ဒါဘောရတော့ ဒီတော့ယူတာ ကျမအဲ့ဒါထိပါ ဟုတ်တယ်ဘယ်ရီဝါနောက်ပါဘူးဆိုတာအားစားလိုက်ရ အသားမထားနေတယ် fruit တွေပဲစားလေကျွန်တော်ခုဒီအသားမထားသေးဒီစကပရင်ဇောကငါနားရောက်လာလမ်းအောင်လမ်းပေါ်တော့တော်ကြီးလောင်း ရပြီအောက်တော့ရပြီကတက်တာတွေတယောက်တော့ယူလိုက် အော်ပထမဆုံးငါးဖက်တာအောင်မြင်သွားပြီယေးအိုးတော့ဖက်နိုင်ခဲ့ပြီကျွန်တော်မျိုးဖမ်းနိုင်ခဲ့ပြီဂုံဝင်ကြွားတာနဲ့ငါးတကောင်ရပြီငါးတကောင်ရပြီအော်မောင်ဆွီးနဲ့လှုပ်เสียမလို့ဘူးဒီကွာဒီတိုင်း A2ST နဲ့သွားလိုက်မှာဟာ ASWD နဲ့သွားလိုက်ရရAgent scale ကြလေးတွေ့ရင်ရင်းပို့ကြပါ တင်ပြောမယ်ကျွန်တော်အတန်တိသွားပြီနမိုင်လောက်လွတ်ထော်သွားတယ်ငါ ထင်ရတာငါလှုပ်ပြီငါလည်းတစ်ခါမိုင်းဝေးလွင့်လာ ဒီဘောမလို့ရှိကျွန်တော်တော့တယောက်ကြည့် ငါမသိဘူးငမန်းနေပါမသိဘူးငါအခုအလုပ်နေဟာဘယ်လိုငါလွတ်သွား တွေ့ပြန်ကြည့်လို့ပါအဲဆိုတော့စီယိုသိမှာကြောက်စရာရမှာမဟုတ်သားစရာမန်းဆိုတာ ငါးတကောင်ရပြီနော်
trophy indigo spanish တဲ့ အပြားပစ္စည်းတွေရပြီအဲ့မှာလက်မယ် အဲကျွန်တော်ဒီ9ကောင်မိအောင်ဖမ်းလိုက်မယ် တို့ဘာမှမရလိုက်ကွာအန်ုံလည်းမရအသားလည်းမရအသားလည်းမရလာတဲ့ အသားမရပြီအသား ဘာမှမရလိုက်စမ်းလိုက်ရ ခုနကျုံးမှရင်ကျွန်တော်အပေါ်တက်ပြီးဝက်တွေထပ်တက်လိုက်ရမှာကိုဆွဲသွားမယ်လေ 9ကောင်မိတော့ခဏလေးစောက် အဲ့ဆိုအကိုဟိုလို့လိုက်ငါနဲ့ဆိုလာလို့မရဘူး မရရင်လေရေသူမနဲ့လာကြ အတန်ကြားရတယ်တဲ့ဟုတ်ဟုတ်တယ်ဘီဘီအောင်ဘီနေစေတီတောင်ဝိုင်လာပြီ တောင်းကြီးတော့80ပဲရှိတယ် ဘီဘီ ။ရောက်လာ ဘီ တား ဘီ လာ ပေါ်ကြောင်း ပြီ သွား ။ဒီကကိစုခရိုငါမဖမ်းခင်နေရ ငါတို့ဘွားတိုင်းတက်ထားလိုက်ကြလို့မတွေ့လို့တိုင်ပတ်နေတဲ့အချိန်ပဲအဲ့ဒါ ။ဝီတော့ရှာတွေ့ရဲ့ဆို။အဲ့မလိုက် ကိုရမသိရင်ကိုရမသိရင် ။ဒီတရားပဲပြီးသေးကိစ္စခုထိမတတ်သေးဘူး။ငန်းကြတယ် အဲ့စေတီကြာလို့ဘလို့ရေလေးပြုတ်ကြပြန်နေကွာဒီတွေကငါ့ပြစ်တက်လို့ရတယ်ဟောရောရောတေးတိုင်းအောင်တေးငါလေးရပစ္စည်းလေး ဒီငါတော်တော်ယုံတာဗျ ဒီပါလေမကြည့် ဘာငါမလို့အဲ့လောက်တော့ယုံကောင်းတာဂျာမန်ဟောင်ကြီးမှာတောက်ထား အကြီး မကြည့်ဘူးသေးသေးလေး ကိုစိုးပြီးပိုင်းငါးခိုင်ပြီးဒီဘက်ကိုလာခဲ့တယ်ကျွန်တော်ဟိုကနေလှမ်းဆွဲပေးမယ်ဟာပေါ်နဲ့အဲ့ငါ့ကိုဟာပေါ်နဲ့လှမ်းဆွဲ မရအောင်မရအောင် ဆွဲကြည့်ကြည့်မယ်တော့သူအသေးတန်ဖမ်းထားတာလေလကားဖြုတ်သွားမှာ အခုမှငါနားလဲသွားတာဖမ်းတာ 一起呢，没呢的。有了啥子？就本来今天没来了，有啥没有去没？来本来也考的没进来呢。 ဆေးရောက်အော်ရာကြီးကိုမင်းရှောင်လွဲလို့မရပါ See it calling you See it calling. Company Jack is cannot resist it. မင်းကဒီလေကြီးကသူ့ဆက်သူရှိရဲ့အပြာရောင်ကြီးလေကျွန်တော်ရန်လုပ်တဲ့အပြာရောင် အလာပါဟာမင်းနားလိုက်တော့မင်းမယုံနဲ့တော့တော်ပြီ ကိုရဒီလေးနဲ့လိုက်မဆက်ကျွန်တော်ကရှိအောက်တက်ခဏလိုက်လာခဲ့ကျွန် ကြား တော် ပြီကိုရကျွန်တော်9ကောင်ရလာရောက်ချက်လိုက်တော့ဘယ်သူချက်မှာ ရိုးလေးပြစ်ထည့်ထားတာ ဒီကောင်9ကောင်ဖမ်းနိုင်ပြီအောင်မြင်မှုရရှိပါပြီ ကိုစားဒီအားနဲ့လိုက်မဲ့ဒီဝစ်စောဒီလေးနဲ့လိုက်မဲ့ ဘာလဲအာနေငါမကြည့်ရတယ်စီစဉ်ရ let's go ဆိုငါတို့စီရောင်းမရနဲ့ 69တုံးရှိရမြန်သွားကြအောင်လားကျွန်တော် အဲ့တော့လည်းနိုင်တော့ကွာမနိုင်တော့လေ ဘာလို့မနိုင်ရမှာလဲ အဲ့တော့လေ စီးမြန်သွားရောက်မှရမှာနော် ချာနေဆုံးအပုတ်ကိုပြော โอเคကျွန်တော်မကြည့်တာ နေတော့ရတယ်နေရတယ် Alien Grace ဟယ်လိုဟမ် Alien Grace ကိုမြင်နေရတယ် ကျွန်တော်ဦးတည်ထားတဲ့ဟာလေဂေလျုံဂေးကိုမသွားပါနဲ့လားအဲ့တော့ဟာဝါကလစ်စုံနဲ့ကောင်းနေရှိတယ်အိုင်နာလေးပါတိတ်တော့မဟိုအောင်ဖြစ်ပါဘူးရတယ်သွားလို့တော့ရတယ်ဂေလျုံဂေးမြင်တော့မြင်ရတယ်ဒါပေမဲ့ဝေးတော့ဝေးတယ် ဒီဆုံးအဲ့ဒါပဲရှိတယ်ဘေးနားမှာမြင်ရတာ အဘာကြီးဟိုမြေပုံကအနီအောင်ကြီးပေါ်တယ်ဘာကြီးလဲ ဟုတ်တယ်စကူအဘေးဆိုဟိုလေဟာဝါကလစ်စုံနဲ့ကောပြီး ဩ တကယ်တူးရှာနေထွက်လာ အမြန်လောက်ရေးအမြန်လောက်ဟာ အာလီယန်ကဒေးအာလီယန်ဂရိတ်နာမှာဆိုစကောင်ရှိရလေကိုရမှတ်မိလားကာရီယန်ဂရိတ်နာမှာကျွန်တော်နှစ်ယောက်သွားရင်အမြဲတမ်းတွေ့ရတဲ့ကောင်ရှိတယ်
ကောင်အခုကြောင့်မတွေ့ပြန်တွေ့လားဒီရက်ဒီမှာကြည့်နေတာတခုခုကြည့်နေသူချာအတန်တော့ကြာလှေနေမတွေ့ရအောင်ကိုယ်ကြောက်နေတိုက်မယ်နော်ကြောက်နေတိုက်မယ်နော်ကြောက်စွန်းကြည့်မယ်နော် ဒါပြောရေးဆိုရင်နဲ့တိုက်တာ ပြောရအောင်ရှိနေတယ် ဒီအစီပဲရတက်တင်လိုက်တော့တက်တင်လိုက် အားပြု မဘာမှဖြစ်ပါဘူးပြင်ဟက်သူကအောက်မြင်ပြေးစင်းသွားတာ ရေးရွက်ကိုရင်တင်လိုက်မယ်နော်ရေးရွက်ကိုရင်တင်ထားရမယ် ကြောက်တင်ပေးမယ်နော်ဘယ်မှာလဲ ကြောက်မတင်တာရွက်ပဲရင် ထောက်ချတာပြောမှလို့ တော့ခါနေအောင်ကိုဒီနောက်မှချအောင်ပါဟိုဘက်ကိုနည်းနည်းကိုရအောင် ဟုတ်လိုက်ကိုရီးယားတို့သွားရောက်လိုက်ပစ္စည်းကျွန်တော်မှရတဲ့လောက်ပစ္စည်းရှာလိုက်မယ်ဒီလားအသားတော့မဟုတ်တစ်သားတွေရှာလိုက်မယ် ဟိုယူ story crate အလွတ်တလုံးယူအဲ့ညာဘက်ကလုံးကလွတ်တယ်ဘာမှမရှိလိုက်ကြမှာဒီဘက်ကကောင်ကတော့ကန်နွန်ဘိုးတွေ ဟိုအခုက ညာဘက်ကကောင်တွေ ဟုတ်ရပစ္စည်းတွေနဲ့ကုန်ရောနေဘာမှမသိဟောဒီမတွေ့ပြီဒါကန်နိုဘောတွေဟုတ်တယ်ဟေး ဒီနည်းနည်းတူချလာပါအဲ့မှာဟိုကကျွန်တော်တို့လုပ်လို့ရ ကျွန်တော်အဲ့ chat ကဘလို့လားအဲ့ box ဟွာတွေထဲကိုပဲလုံးလိုက်ရမှာဟော F take ဟော ဟိုတော့ဟဟာပုံနဲ့ဘက်ကန်နေလမ်းဆွဲစီချောက် ဟာပေါ်ပြောအောင်စနိုက်ပါခုနလေးတော့ပြောင်းလိုက်တာကြည့်တော့မယ်ထင် ကန်နိုဘောတွေရော ပစ္စည်းရောက်ရင်ဟာပုံပြောင်းနေကွာတင်ပေးရမှာအကုန်လုံးလိုက်တင်ပေးနေရမှာပြော sorry မေးဝါလို့ပါလို့မြင်လို့ပဲလုံးနေကြအောင်မလေး ရတော့မရတော့မရတော့ ဆော်လိုက်ရလို့မေးဝါ မရတော့အခုချိန်မှာ professional တွေလောက်အောင် professional လုပ်တွေလောက်အောင်တသားလုံချင်လို့လောက်တာမှရလာတော့အမြောက်တွေရလာတယ်ကျေးဇူးတင်လိုက်တာ နောက်မှာပုံတိုင်း အဲ့တော့ကုန်လိုက်လာကွာကုန်မဲ့၄လုံးလား၅လုံးလား အောင်မဲ့ကုန်မဲ့အမဒီမှာဒီပေါ်မှာတလုံးရောက်ရကောင်နေပြစ်ပြီးသွားလား ရာရောက်တဲ့တစ်လုံးပဲကျန်တော့တစ်လုံးနှလုံးကျန်စီဟာအဲ့ဒါဆိုဟိုမလောက်တော့အခုတစ်လုံးတည်ရင်တည်လာလိုက်တော့အဲ့ရဘောတစ်လုံးကျွန်တော်မလောက်တော့ဟို အော်ဒီမှာ box တွေကနည်းလိုက်တာရှိတော့ဒါပဲရှိတော့တသားတွေရောပါတော့မသိတသား၃လုံးပဲပါ ဟုတ်လေနှလုံးသားမရတော့တစ်လုံးသားပဲရ ဒါပြီလားတသား၃ချောင်းမရလာခဲ့ ၃ကြောင်းရ၃ကြောင်းပေါ့ဗျာ အသားကပြတ်သားတော့အဲ့မှာမกินရသေးကောင် ငါနှစ်တုံးရှိသေးတယ်ဟေးဟေးမင်းလိုက်ခဏ ချွေလို့ တော့မခေါ်လေ ဒီမှာ
ဘာရှိတော့လေ ကျင်းထားတယ်ဒီမှာသားရှိတယ် တော့9တော့များလာပါကိုစက်ကင်အောင်ပဲတဲ့အကြောင်းကတီကောင်တစ်ခုရှိနေ ဆော်လေးငါးကောင်တော့ အာကိုရတစ်တုံးနေလောက်တယ်တစ်တုံးဒီမှာ18တုံးထည့်ရတာလေဒီလားအောက်မှာလည်းတစ်တုံးနေရှိသေးတယ်ဒီလား အကုန်ပြောနေအောင် ဒီလားအောက်မှာကျွန်တော်တစ်တုံးနေထည့်တာလည်းအများကြီးရှိသေးတယ်လို့ ကျွန်တော်မဖားအောင်လို့ကျွန်တော်ဆော်ပဲပြစ် ဟောကိုရဆော်လိုက်အော်ကိုရဖားလိုက်မယ်တော့မလို့ အားတော့ဖားပြီးမယ်ဒါပေမဲ့မင်းဒီကောင်ကြိုက်တာခံလိုက်ရပြီဆိုရင်တယောက်ဆင်းလာပြီးတော့ မဟုတ်တယောက်ဆင်းလာရေးဟုတ်တယ်ခက်မှာဟုတ်တယ်ဘာလို့ဆိုတော့ဒီကောင်3ပေါက်ပေါက်မှာအဲ့ဒါကြောင့်ရေးတက်တာမြန်နေမယ် ဖားလဲဖားမယ်ရေလဲခက်ရမယ်ဆိုရင်တော့ငါတင်းမောပေါ်မှာငါမုန်းတော့ငါခုံချပြီးပြီးတော့မှာမင်းတို့တင်းမောနဲ့ထားပြီ လောက်ပါနဲ့ဟာလွတ်ချဟာဆောက်ကောရှာနေစေးဟေး special ဆဲတာအဲ့လို9ကောင်လောက်ရပြီမြန်သွားမယ်ဒီကောင်မြန်တက်ပြီးပြီခုအသားဘယ်နှတော့လို့ မင်းတို့စီကနှစ်ကောင်ရရ ခုနကကျွန်တော်ဖနားနဲ့ကောင်နဲ့ဆို ကျွန်တော်ဒီကောင်ကရတာ ဒီအခါရောက်တော့မှာ အကောင်သားတီးတာအတကုံယုံနေတာ ကျွန်တော်ကအကောင်ကသေးသေးလေးဂျုံလိုက်တာကောင်းလဘိုးကောင်ရောက်ကလေးကြည့် တီကောင် အဲ့ နဲ့ ကောင်လေးဖားတာ လိမ့်နေ ဟုတ်တယ်ဒီကောင်လေးပြန်တော့ဒီမှာကြည့်အောင်ကြားလိုက်ငါ့ကိုကြည့်အောင် ဒီပါ အဲ့ကောင်ကြည့်တယ်ရလိုက်ငါ အားရုပ်ကဆိုးလိုက်တာပေါ့တိတ်ကြတယ်ရော အေးဒီ operation ငါ ရပြီ ဒီပရှင်က ကျွန်တော်တကောင်ရပြီဒီမှာလေ ဖေးတော့ပဲကျွန်တော်ချက်လိုက် အဲ့ပဲနော်ချက်လိုက်တော့ချက်ပြီးမြန်သွားမှာဒီမရှိအောင် time special တော့အချိန်ရှိတယ်မင်းမင်းမရှိ ဟုတ်တယ်ကျွန်တော်အချိန်မရှိဘူးဗျကျွန်တော်အချိန်နဲ့မြန်တမိုးရှိ တော့ရနောက်ဆုံးချိန်ပဲ ဟမ် This is my final chance last chance အားရပြီးအပေါ်ဘုံနဲ့ထည့်လိုက်ကြလား ခုနရေသူဂေးတွေနဲ့ချလိုက်တဲ့အချိန်မှာတော်တော်ဟွာဖြစ်သွားတာအသားတွေစားကြတာနဲ့အောင်သားမပြောတော့ အဲ့တော့အသားမစားဘူးကျွန်တော်တီးတနက်တီးတွေပါစားတာအပေါ်ဘောပဲတော့ပါ နားလိုက်တော့ what နား the လိုက် သုံးကောင်ထည့်တာပေါ့ပါကျွန်တော်9ကောင်ရဲ့အသားတော်ယူထားတယ် လာပုတ်ပြီးတော့မကလိုတန်လာပုတ်ပြီး အဲ့တော့ကိုယ့်အလုပ်ကိုတီးပါ spine glass ကြိုက်တကောင်မိပြီ ကိုဟိုဘက်ကိုသွားမှာ တကောင်မိပြီ ဒီကောင်မိပြီးတော့ကိုအောက်မှာသွားกินလိုက်တော့ကျွန်တော်တို့စောက်တက်တဲ့ကိုသွားမှာကော
စောက်မဟုတ်ဟုတ်တယ်စောက်ကိုတဲ့စောက်နဲ့ဟိုစောက်ဝက်ကြောက်တော့ဒီရှက်မြင်နေကြောက်တော့တဲ့ကိုသွားမှာဒီကြောက်တော့တဲ့ဟိုဘက်ကမြင်နေကြောက်တော့တဲ့တိလာကိုရ sorry ဝီးကိုင်တော့ sorry ဝီး ဟုတ်ဝီဘာလို့ကြိုင်မလဲကျွန်တော်မှငါကဲထားလို့ ကိုရကိုရကိုင်းအေးငါကဲကျွန်တော်ကြည့်ပြီကိုရဝီးကိုင်းတော့ပိုကောင်းမယ်တင်ကိုရဝီးကိုင်းလိုက်တော့ပိုကောင်းမယ် မမမ နိုင်ပါနဲ့နှလုံးမျိုးနဲ့ချိန်တာပါနော် နိုင်ပါနှလုံးမျိုးဟုတ်တယ် နှလုံးမျိုးစကင်လေးလိုချင်တာကွာနှလုံးမျိုးစကင်မရဘူးဝယ်လို့မရဘူး ငါညိုဝိုက်ဟာညိုတော့မညိုပတ်ပတ်လေးဖြစ်တယ် အဲ့ယူအဲ့ဆိုယူတော့အဲ့ကိုယူ ဒီမှာအမှသားတစ်ခုမှမရှိပါကဲဝီကြိုင်မလားစမယ် တာ3ခုလောက်ထည့်တာအဲ့တဲ့ ငါပြောရမယ်နော်လာကိုက်ပြီဆိုတာနဲ့လာကိုက်ပြီဆိုတာနဲ့တယောက်လာရေးစမ်းနော် ဘယ်သူလုံးမှာရှာနာလို့ โอเค ဘာသာငါပြစ်ငါကောင်းကောင်းပြစ်နိုင်တယ်စိတ်မဟုတ် โอเค ငါဟိုတည်းကတကောင်ထပ်ယူထားတယ် ယူတာ3ခုလောက်ယူတာ နောက်သုံးမို့ဂျားထဲမှာပြေးဦးမှာအဲ့ကောင်သုံးကပြေးမှာသိလားအားအောင်မဂျေကြီး ဟုတ်တယ်အဲ့ဒါ ဒီဘက်သွားမှာပြော အဲ့ဒီကြောက်ဆူးတွေ့လားဒီကြောက်တောင်ရဲ့အနောက်ကကြောက်ဆူးတွေ့လားကြောက်ဆူးနှစ်တောင်ထွက်နေတာအဲ့တဲ့ပဲ အဲ့ဟိုကလေးနဲ့ပြောပြပါလား South East လို့ what to ဆောက် အဲ့လိုကြော်ဝိုင်း ဆောက်တဲ့ကြော်ဝိုင်းဆောက်တဲ့လို့ကျွန်တော်ခုနအော်တာဆောက်တဲ့ပဲကျွန်တော်ပွားနေတက်ကြည့်လိုက်မယ်နော် ရွက်တွေအပြည့်မချနဲ့ တော့ပဲချတာလား ကိုတို့ရွက်တွေနိုင်တယ်မလားကျွန်တော် ရတယ်သွား ဟိုကတော့ထည့်ထားမှာပဲ fireball တွေပါလားထည့်ထား fireball နဲ့ပြော ကိုရှေ့ဝဲရောက်သွားလို့ရှိရင် SC ကိုပြည့်လောက်တယ်လားဆောက်ကိုကြော်ဝိုင်း South East bus ကိုခေါင်းတီးထားလိုက်ကိုဆောက်ကိုတည်းထား South East ကကြောက်တောင်2000ကြောက်တောင်2000ရဲ့ဒီဘက်ဘယ်ဘက်ချမ်းအောင်သွားမှာသိလား အဲ့ရင်မငုတ်ဘူးလားဒီခေါက်ရုံငုတ်လိုက်ဖန်ပါအဲ့ဟုတ်တယ်အဲ့ရှိတဲ့မှာဟိုရှိတယ်ငှက်တွေဝဲနေတာရှိတယ်လှိပြက်ရှိတယ်လှိပြက်နားမှာဖြစ်လိမ့်မယ် ကြောက်ချလိုက်တော့ အာတွေ့ပြီအာဒီမကိုက်တော့မယ်မထီဟိုကောင်ဟိုဘက်အနောက်ပြေးသွားနှစ်ချက်သုံးချက်လေးချက်ငါးချက်ဟာထိကိုက်တယ်ဟာ ရောင်းကြိုက်တာပဲဒီလေးပါကြာတာလေ ကျွန်တော်ကရည်လေးရောဝယ်ပရီးဆိုသူကိုက်တော့ဝင်လာပဲ မင်းတို့အသားမစားသေးဘူးမင်းတို့အသားမစားတောက်စားလာခဲ့ ကျွန်တော်ခက်နေရတော့လို့ရှာနာအပေါ်မှာထိန်းတာ ဘာကြိုက်ပြီရှင်းတဲ့ရဟာဘယ်လိုပြရော အရှိတဲ့တော့ဆိုစနိုက်ပါနဲ့ပြစ် ပြစ်ထားလိုက်စနိုက်ပါနဲ့တစ်ချက်ပဲ နေ ရလဲ ရိုက် 3ချက်ပြရမှာမလား ငါးခေါက်ပြစ်လေးချက် ချက်ထိသွား ဘယ်နာလဲအခုဘယ်နာမှတွေ့လဲ ရပြီအပေါ်မှာ2ယောက်ပြတော့အခုနိုင်ပြီ ဟာလို့ပြီးအနောက်မှာလားမသိရဘယ်ဘက်ဟို left အားသောက်ပြဿနာရေးတယ် ထိပါလာပြီနော် ရပြီရမီကန်နိုပြစ်ပြီး reload လုပ်ပြီးဟာခွေးတောင်းလိုက် ကျွန်တော်ကန်တော့တစ်ချက်ပဲပြရသေး ဟိုဘာလဲမသိဘူးဘန်နယ်တွေကြာလာပြီလား ကျွန်တော်ပြတာဟိုပဲကျမ်းပါ ပစ္စည်းလေးတစ်ချက်ကောက်လိုက် 3
သွားကောက်မယ် အဲ့ကောက် ဟိုလေးတွေ package တွေပါ ဒီတုံးလေးလား ဒီကောင်ထုတ်လေးဖြစ်နေမယ် နောက်ထုတ် ကြီးတွေပါလာအမြန်တော့ရှာမလားဒီတစ်ခါပြစ်တာကောင်းနေပြီတဲ့အကောင်က အဲ့တော့၄ချက်ထိအောင်ပြရဒီကောင်ပါဇက်ဖြဲပြီးပြေးလိုက်၄ချက် ထိရရှာနာတစ်ချက်ရှိရတော့မင်းအမြောက်ယူပြီးပြီမင်းဟို reload လုပ်ခဲ့ပြီရတယ်လောက်တော့ မင်းတို့ရမင်းတို့အသားရထည့်တာသားရထည့်တာ စားမှာ အာ အသားအပြည့်စားမှာမလား ခဏလေးနော်ခဏစောင့်မရမယ်တော့ခုထွက်လို့မရသေးဘူး ဘာဖြစ် ဟိုဒီမှာပတ်စံထည့်ခိုင်းတယ်ခဏလေးကြောက်တယ်တော့မယ်နော် Hey, I left that content. My friend, the next live. Okay. Next time I will try now, but maybe next time I will restrain again. ဟို Because my work night shift for 7 days, so maybe I cannot stream night. By the way, William and the rest, thank you for following me. I appreciate very much. ဟိုကနောက်ပတ်ကိုသွားမှာဒီလား နော်တည်တယ် နောက်ပြောက်သွားရဲ့အာ shit nice ဟောလေရှာနာတိလားဒီကောင်ဗဇက်ထွက်လာလေဗဇက်ကိုပဲပြစ်တိလားမင်းဟိုအမြောက်နဲ့မပြည့်နေတာမှာလေမင်းစနိုက်ပါတော့အဲ့နှလုံးပြု တနက်နဲ့ပြတယ်ကျွန်တော်စနိုက်ပါနဲ့ခုနက အားကြောင့်ထိရတော့လားအားကြောင့်ထိတယ်အဒီကသူမောက်တက်ကို dryly မောက်ကွာတိရအဒီက damage ပေးနိုင်ရပြီအချက်ကြီးအချက်ကြီးပေးနိုင်ရပြီ damage time full time တခုရှိရတော့မင်းအမြောက်သုံးပြီးလို့မဖြစ်နိုင်ဘူးဆိုရင်လည်းလောက်တက်လို့တော့ပြောထားဒီကမဖြစ်ရသေးဘူးတော့ပြောတာဟောတော့ငါဖြည့်ပြီးသားထင်ပြီးတော့ငါသွားပြီးတော့ပြစ်ဖို့လုပ်တဲ့အချိန်မှာဟိုလှုပ်လုံခိုင်းနေအားကြောင့်အမှကောက်တောင်းနေလွဲကုန်အောင်သိလား အခုဒီတစ်ခေါက်ဆိုရင်တစ်ခေါက်ပဲအကိုက်ခံရတယ်လားမစိုးဘူးငါဟောက်တွေလည်းတစ်ခေါက်အနည်းဆုံးပဲအများဆုံးပဲပြောတာအများဆုံးပဲ ကောက်ပါလေကျွန်တော်နှစ်ချက်ပဲပြစ်လိုက်ရလို့ပါနောက်ကြီးအဖြစ်တော့ဘယ်လိုမှအမြောက်နဲ့ပြစ်လို့မရ ဟွ ဘူး န်းဟိုအဲ့ဒါတနက်နဲ့ပြစ်လို့ရတယ်ဟာထိမ့်ပြီးပြစ်နောက်ပိုင်းသိလာလိမ့် ငါးချက်ပြစ်တာလေမရဘူးမမီဘူးလေငါးချက်ကြာနှစ်ချက်ပဲပြစ်လိုက်တယ် ဟိုအဓိကတော့ဗာလဲဆိုတော့ဒီကောင်ကြိုက်တာကိုတားဖို့ဆိုတာဗဇက်ဟားတဲ့ချိန်ပဲပြဗဇက်ဟားတဲ့ချိန်ပဲပြစ်လို့ရမှာဗဇက်ဟားတဲ့ချိန်နဲ့ဘယ်လိုခေါ်မလဲဆိုတော့ဒီကောင်မောက် direction ကငါတို့သင်္ဘောနဲ့တက်နဲ့အဲ့ကန်တို့တက်ဖြစ်နေတဲ့အချိန်မှာရမှာဒီလားမဟာလည်းပြဿနာတော့မရှိဘူးဒါပေမဲ့အဲ့ direction ကဒီကောင်ကသင်္ဘောတောက်ကိုကြိုက်တော့မှဆို အောက်ကြီးဖြစ်သွားပြီ ဟမ် အောက်ကြီးဖြစ်သွားပြီ ချမ်းသာနေအပေါ်တက်ပြီးကြည်ထားလိုက် set ကား အော ဆောင် က် တော့ ကြီးမှာငှက်အုပ်ကိုကြည့် ကျွန်တော်တက်နိုင်တော့ကြည်ထားပြီမယ် spine glad ပြောင်းလာတော့ကို quest မှာမှန် blue တစ်ခုပေးအဲ့မှန် blue နဲ့ကြည့်ရအောင်သိပါတယ်တာလေ ဟုတ်လား ဟုတ်တယ် quest ကိုဝင်လာကြ quest ကိုကြည့်ရကြနှုတ်ကကိုအဲ့ရှေ့မှာတွေ့ရတဲ့ကြောက်တောင်နှလုံးမှာအရှိမဟုတ်ဘဲနဲ့အတူတက်အရှိတက်မှာသိလား တွေ့ပြီ ပြန်ဆင်းလာတော့ အဲ့လိုကြည့်ရမှာငါမသိဘူး စင်လာပဲစင်လာ အဲ့လိုကြည့်ပြီးသွားအဲ့လိုကြည့်ပြီးအဲ့လိုငါ ကြောက်ကြောက်ပဲ Okay ready ဒါသားကြီးစားတာတော့အပြည့်ပဲသား ဒါအပြည့်ပဲကျွန်တော်ခုနလေးစားတာ အနက်တွေပါပြန်စစ်တာနော်ဒီကြီးတွေပါပြန်စစ်တာကျွန်တော်ထွက်လာနေကြောက်ချလိုက်တော့ ဒါကြောင်တော့မှကျွန်တော်ရှိကိုစော်ဖို့ရှိတက်ရှိလာပြီလား ဒီလိုကိုရဲမှာအမြောက်တွေအပြည့်ရှိရနော်ဒါကြီးကြောက်ချ ရှိရချဝဲ ဒီဘက်ကထွက်ဒီဘက်တွေ့ပြီ one hit 2 hit လာပြီ 3 hit ဘာကနေပတ်တာဟာ ညဝဲ ဘယ်ထွက်လာ ဟုတ်တယ်4 hit
fight sit အာဒီ ဆက်အောင် ခြေထဲကြောက်ဟဲ့ what the fuck ကျောင်းကောင်းကဖြတ်သွားတယ် အပြပြတဲ့အပြပြတဲ့ဟိုရေခက်တာ ရေခဲ တော်ရပြီ ရေဘက်ကတော့နေတော့ရေဘက်ကအဲ့โอเคယာပြတော့အေး ထွက်ပြီးသွားပြီ ပြီးသွားပြီ ပြန်တင် โอเค ဟိုက တစ်ချက်ပဲကျွန်တော်ကြိုက်ခံရတယ် so only one bite we survive he run ဒီတောက်မန်းလိုက်ဖန်တယ်အင်္ဂမန်းရမှာတာရက်လို့ရမှာအခုရက်လို့မရသေးအင်္ဂမန်းမနေ့ညရဲကတောက်ဖန်းတယ်မမိသေးလို့ ငါတို့နောက်တဲ့မှာ no one မှာ တောက်ဟမ် no one နောက်ဝက်မှာတဲ့ ပြီးထဲမှာပေါ့မပြီးလို့ရှိရင်တော့အချိန်နဲ့ဖမ်းရတာအဲ့အချိန်မရလို့ရှိရင်တော့အစနေပြန်ဖမ်းရမှာအခုနှစ်ခါဖြစ်တော့ဒီကောင်ကြီးနှစ်ခါပြီးသွားရောရှစ်မှာ watch လေးကြီးရှိရနော်ဒေးဗစ်ဂျုံးလေးကြီးရှိရနော်တတိတော့ထောင်းဒီတိုင်းမှာတိုင်တက်တာဒေးဗစ်ဂျုံးလေး อ๋อ तू อ่ะဟိုလေးအယောင်လေးပြတာပဲဩအေးအဲ့တော့ကျွန်တော်မသိဘူးသိလားမသိပဲနဲ့ဘလို့ဒီတိုင်းပဲကြည်နေငှက်ပါလားငှက်တွေရှိလားဆိုတဲ့ဟာမျိုးနဲ့ပဲကြည်ပြီးသွားခဲ့တာသိလားငါဆိုဒီမှာစောက်ကျန်းအဲ့ဒါလည်းမကြည့်ပဲနဲ့ professional center ပေါ့ ဟမ် professional ဆန်လား professional center ကိုရရဲ့ကျွန်တော်အဲ့ဒီမျက်မှန်နဲ့မကြည့်ဘူးရိုးတည်းပဲကြည်တာ အဲ့တော့2000 screen နဲ့ပဲကြည့်ပြီးကျွန်တော်အဲ့နေကရလေကျွန်တော်အဲ့ဒါနဲ့ပဲပြောတာကိုရအောင်ဆိုစိတ်မန်းနဲ့ပဲကုန်ပြောတာ no မှာ no ဖြစ်သွား နောက်ဖြစ်သွားဟုတ်တယ်နောက်ဘက်ကိုရောက်သွား နိုင်ကန်နိုလေးစစ်မယ်အကုန်စစ်မယ် ကျွန်တော်ဘောကျွန်တော်တွေမှာမရှိတော့ ဟိုမှာအောက်မှာရှိရလေဟိုမှာလောက်ထားတာအများကြီးပဲ ဟုတ်တယ်ကျွန်တော်ချက်ရအောင်ပါလို့အဲ့ဒါ ဟာဒီဘက်တော့မရှိတော့ဟိုဘက်ပဲကျန်တာဘယ်တော့စော်ထားကြစော်ဝါနားမလို့ကျုပ်ကန်နိုတစ်ချက်တိတာလေပြအားกว่าဟုတ်တယ် ကျွန်တော်မနာသေးဘူးဒီကျန်သေးလားဘယ်လောက်တန်လဲမဟုတ်ဘူးဒီပြီးပါပဲပြီးတယ်ကြောင်တန်တုံးတယ်ရှစ်တက်ဟမ်ဆက်ရှိကဲအော်အဲ့တော့ချစ်တက်ကျန်သေးဆိုချစ်တက်ဆိုပါ ချစ်တယ်နဲ့ချက်တစ်ရှေ့တက်တယ်ပဲကျွန်တော်တို့ရှေ့တက်တဲ့ဟိုဘက်နည်းနည်းစောင်းအောင်မယ်နော် left side ပဲနည်းနည်းစောင်းအောင်မယ် ရအဲ့နားရောက်တော့မှအဲ့နားရောက်သွားလို့မှကျွန်တော်တို့နောက်သွားမယ်လမ်းအောင်တော့ညွန်ပြမှာတော့အဲ့လိုဟိုတချို့ကျတော့အဲ့ဖက်နဲ့တည်းကမုတ်ပုံစံလုပ်ထားကြည့်ရှင်အဲ့လိုမျိုးတချို့ဆိုကြည့်တချို့စားသောက်ဆိုင်တွေမှာဆိုမိလာဘောပုံစံကြီးလုပ်ထားတာလေ ဟုတ်တယ်ဒီ area ပဲပြောင်းဟုတ်တယ်မင်္ဂလာနိုင်ရှိတယ်ဒီမှာ ရောက်သွားပြီဆိုဘယ်ကိုရောက်ပါမလဲတော့ကျွန်တော်ရှစ်တက်ပဲသွားမှာသိလားအမဟုတ်ဘူးဟုတ်တယ်ရှစ်တက်ကိုပဲရှစ်တက်ကိုပဲသွားမှာဒီတက်ပဲသွားမှာအဲ့တက်ပဲဆက်မောင်းသွားလိုက်မာပြီးခေါင်းလောင်းပြီးရဟေး အရှင်းမငှက်ဥတွေ့ရှင်းမငှက်ဥတွေ့အဲ့ငှက်ဥ အောက်တွေ့ပြီအဲ့ဒါရှစ်တက်ပဲမောင်းသွားလိုက်တော့ပြောကြတော့ငါ့ကိုမထမ်းရဖယားနဲ့ငါအောက်ကိုပြုတ်ကြသွားကြည်ထည့်အောင်ငါအခုမှတတိယ ငါတော့ကြည်တဆမ်းမသုံးတာမထည့်တော့ တားလေးစားထားအောင်ပဲအသားကကျွန်တော်ပေါ်စိမ့်မရှိ စိတ်မဲ့ကျန်တာ ခုတစ်ချက်ကြိုက်ကြတာတခါလေအောက်စိမ့်ပဲကျွန်တော် အမှန်ပြောရင်ငါးသားထက်လေဝတ်သားပူပြီးတော့ပိုခံနိုင်တယ်တရားပိုပြီးတက်တာပိုများတယ် သားပိုခံတယ်ကျွန်တော်ဝတ်သားမစား အားရမှာ အဲ့ဒါအမှန်ပဲ ငါမစားဘူးလေကျွန်တော်လည်းသားစားချက်တယ် မင်္ဂလာတန်းစားပြီးရည်ကျွန်တော်တို့ အဲ့စားပြီးသွားပြီ ဒီဟာလေးနဲ့မီးလေးကောင်းကွာ cheer with the beer and the မတလို့ကြည့်မဖြစ်ရသေး ဟာအေးမစင်ပြီးရောအဲ့လိုနှင်းနေတာ
of the sea ဖြစ်နေငါတို့ ဟောလေးဆန်းကြီးဟာ ဟုတ်တယ်ကျွန်တော်တားလာခဲ့ပဲပြီးသိလားခဏကမပေးတားလာခဲ့မယ်နော်ဟမ်ပြီးလာခဲ့မယ်လို့တော့ကြည့်တော့ဖေးဆော့အဲ့တော့9000မို့ထည့် ရှူဟဲ့ငါစင်တာပြတ်ခံရမှာငါလောင်းကစားတွေမလုပ် ဟုတ်ဟုတ် ငါလောင်းကစားတွေမထည့်ဘူးငါ stream မှာငါသာလောင်းကာစီနိုမှာသာလုပ်ရင်လုပ်မယ် sorry အပြည့်စည်းနေရတော့မယ်နော်အခုကိုစောကြောက်ချတော့အတန်ပြောင်းဝိုင်းတွေ့လား လာပြီ fine လေး and around Where are you Shanky Punky ကျွန်တော်တစ်ချက်ဆော်လာတယ်အခုအပေါ်နေမြောက်ပြလာပြီသိလား ဒီကောင်အောင်းကုန်သွားတာဟိုဘက်သွားမှာ ဟုတ်ကဲ့ ဒီဘက်ပြ ဒီဘက်ပြန်ထွက်လာမှာ ဟုတ်ကဲ့ကမ္ဘာကြီးကောင်းရဲ့ ဒီဘက်ရောက်လာပြီ အားကြိုက်ရဟာငါလိုက်တာ လွတ်ပြန်ပြီကွာဘယ်ကလူတွေရှိရတော့ကြီးတုတ်ကြတာ ရောက်လာခက်ပါဦးဒီရောက်လာခက်ပါဦး လာပြီ နှစ်ပေါင်းနဲ့ အဲ့ကောင်ပဲဟောတယ် နာပဲအောင်မသုံးတော့ ခုနအတိုင်းမထားမှားနေဆို အချက်ထိပါလေ သုံးချက် ပြန်ကြား ၄ချက်၅ချက် အောက်ကို 6အော်ကြိုက်သေးတယ်ဟာအဲ့ဒါ အရှစ် တိုက်သေးတယ်ကွာထိသွားတယ်လေ ဝဲ ပြောင်းလာ တွေ့သေး ရှင်းပါ ဟောမဘေးမှာ right မှာ ထိပါကျွန်တော်ကြည့်ကောင်းဝိုင်း မရငါမမီတော့ left side သွားနည်းနည်းအဝေးကိုကြိုပြစ်ဒီကောင်သွားအမြင်တယ်ကြောင်မင်းဘက်က လာပြီ ငါရေပါလွတ်သွားရအကောင်လုံးရေထဲကြားတာဘယ်သူရေထဲမှာရှိလဲရ ထိပါရဲ့ကော အဲ့စနိုက်ပါနဲ့မပြစ်နဲ့မင်းအဲ့ကောင်မနော့ဘူးခဏပဲသေရွယ်ကွာ လာပြီ မင်းရေရောက်ထဲသွားတော့မင်းရေရောက်ဟိုအခန်းအောက်သွားတော့ငါပဲပြစ်မပေးတော့ ရေတက်လာနေ ဟိုကောင်လည်းပြေးသွားပြီ ခံနေကောမပြေပြန်လာပါရဲ့ကောခဏလေးငြိမ်သွားတာ အပြန်လာဗျ ဒီကနှစ်ပေါက်ကြည့်နေရတယ် ကိုမနေ့ကလေပြလိုက်ရဘယ်တော့ကြာလဲပြန်မဆို4 hours man ဟာကြီးကောင်ကအကြီးတယ်9ပါးမောက်ပြီ အဲ့ဒါနေ ရီလာခတ်နေပြီ အဲ့ဒီမှာဒီပြင်ဘက်တော်မှာရောက်သွားပြီ ဒီနောက်တစ်ချက်ဆိုငါတေတော့မယ်အောက်မှာတားရရှိသေးလား အောက်မှာမရှိဘူးအသီးတွေတော့ရှိရတော့ ပြီးတယ် ဘယ်ကိုကြိုက်တာအနောက်ကြိုက်တာဟာ နောက် ဟုတ်ပြီအောက်တွေများလာပြီပြေး ဟ
好သေးပြီကွာ ဟုတ်တယ် ဒါကင်နိုင်သေးလား โอเคကဲနေကြောင်းကဲနေကြောင်းကဲနေ အေးရောညရေတက်တာရမ်းမြတ်နေရေတက်တာရမ်းမြတ်နေဟဲ့ညလုံးကညလုံးက လာတယ်လုံနေတယ် ညာလုံးလာနေတော့ ဟောသေးပြန်ပြီ offer လောက်ပါပြီ ကျွန်တော်တေးသွားပြီကျွန်တော် ငါလည်းသေးပါပြီအမြင်လို့အမြင်ပြန်ထွက်လာ လောက်တာ offer လောက်တာ ကိုကြီးကတယောက်တည်းမှာပြင်လိုက်ဖောက်လိုက်လောက်ပါမှာပြင်လိုက်ခတ်လိုက်လောက်ပါဟာရီချန်နာရေဆက်ခတ်တော့ အခက်မဆောက်တော့ကိုစက်ပြစ်နေလိုက်တော့ညကျွန်တော်တော်လည်းပြခတ်မယ်ရ အဲ့ဒီတယောက်ပြတော့ ကျွန်တော်ရှိရပုံမှာ အဲ့ဒီညလုံးတက်တော့ တစ်ခေါက်ထိရင်ငါသေတော့မယ် ချာနာမပြည့်နိုင်အောင်ဘာလို့အရှိမကြမှာ तू direction ပြောင်းသွားလိမ့်မယ် ကျွန်တော်မပြေဘူး ရပြီဒီဘက်လာနေ ချက် ရ good တော့ပါပြော nice nice အသေးပြီဟာ ဘယ်လိုပြောကျွန်တော် ငကယ်နဲ့တော့မင်းဟိုတော့ဆက်ထိန်းတာအကိုက်ခံတာအောက်မှာတော့သွားထိန်းတာအချိန်ကြာလို့ ပေါက်များတယ်ပေါက်များတယ်အပေါက်များနေပြီနောက်ပိုင်းကြိုက်တာကြာလေအပေါက်များလေပဲဒီကောင်လေးအဲဒါကြောင့်မင်းကြိုက်ခိုင်းမိတာနဲ့အောက်သာဆင်းတော့ဖူးတွေကြံနေလားအာရေးတယ် ကျွန်တော်တေးလိုက်ကျွန်တော်ပြော ဒီမှာလဲ နောက်ကိုနောက်ခဏညင်သွားရင်နော် မငြိမ်ရှိရ သုံးချက် လေးချက်6ချက်ပြောရတယ် မတ်ရတာ ဒါပဲတဲ့
အောက်ဆင်းတော့ what the fuck ဒီမင်းပြန်မတက်လာခင်တော့ငါရေခတ်ပြီမေးသွား တော့ကျွန်တော်တက်လာ နောက်ဘက်ကကြိုက်တာ တေးသွားပြီ finally တေးသွားပြီ ဟိုရပါ we win ဟိုမှာနောက်မှာဒီဘက်ငါပွိုက်ပြထားနေတာမသိဒီဘက်ဒီကိုပြစ်လိုက်နေတယ်တေးသွားတာဒီမှာဘာသွားလို့ပါဆရာတော်ကကျွန်တော်ခေါင်းပြန်လဲရအောင် မကလိုတဲ့အလောင်းကြီးကိုသွားကြည့်ပေါ့ဟုတ်လားမကလိုတဲ့အလောင်းကြီးသွားကြည့် အဲ့လိုကြည့်လို့ရလားမကြည့်တော့ပါဘူး အလောင်းကြီးပေါ့ဆိုရင် clear အဲ့မောင်းခဲ့ပြီမောင်းခဲ့ပြီ 对မကလေးတဲ့လောင်းသားကောင်ကြောက်အိုင်မှာထပ်ပြစ်တယ် မဲဘလက်တောင်လာလိုက်တယ် we win မလီတော့အိပ်ပြလိုက်ပြ ဒီတက်လာတယ်တက်လာ တက်လိုက်ချက်တက်လိုက်မလီစီနေပြီဟာမကလေးတဲ့သားရီကလေးသားရီတင်လိုက်ပါငမဲဟောင်းမင်းဆရာကြားရဲ့ကောင်ကြီးတော့တတ်လာတာကွာဟောင်း နင်းဖေကိုတတ်လာတာမင်းတို့လောက်တနာရဲဆိုဟမ် မင်းတို့ဟဲ့အဲ့တဲ့ယူရင်းသေးတယ်ဆိုတော့ပဲ ဒီနမဲနေတော့ နောက်တော့ကော what the hell မကလိုတဲ့နောက်တစ်ခေါက်တက်ဟိုရှစ်ပြင်းနေပြင်းနေနာလက်တာဒီအဲ့တေရောတဲ့ကောင်ကနားကိုပဲဆိုရင်ကတ်လာခဲ့တာပစ္စည်းတွေရောက်တော့တယ် ဝါတိုင်းပြန်တော့တော့မယ်အပေါ်နဲ့ပဲဆွဲတော့မစင်းရတော့ကြောက်သွားတယ်တော်မှရောက်အခိုက်ပြီဟေး အဲ့ဒါတော့ပြေးမလား ပြင်ကြမယ်ဟေး ဟမ် အမတက်လာပြင်ပေးပါအောင် အိုင်နာလိုက်တက်ပေါ်ပြီ မပြင်ဟွာလို့မယ်ကျွန်တော်ရေဘက်ခလိုက်တော့ကျွန်တော်ပြင်မယ် ဒီမှာလည်းပေါ့ ဘလို့လဲပုံကောင်းရဲ့အယိုးကောင်းဖြစ်တယ်ဟာဟေးနောက်မှာအချင်းလေး ကျွန်တော်ယူဟောင်းပါ baby ဟေးတက်လို့ကြရပါတက်လို့ကြပြန်ကြပြီပါ ကဲနိုင်ပြီငါမှာ လာတက်လာဒီနားမ ထားတော့ အာမရောဟာ ဟာငမန်းကိုက်လို့တည်ပါတယ်မငလုံးရင်းကိုက်တာဟွာကိုရာတို့ကျွန်တော်အမြန်ပြေးအောင်တော်ပြီဆက်မတိုက်တော့သွားပြီအကုန်လုံးတည်သွားတာ ဒီနားမှာတင်တော့ ဒီမနေ့မှဆိုတော့လုံးလိုက်ချင်ပြီသေးရဲ့ကျွန်တော်ဟွာပြေးမိအမြန်ပြေးအောင်လား ရှက်ရကောင်ဆိုရှက်ရကောင်ပြီးကောင် ဟွန်း ပြီးကောင်းလား ပြီးကောင်ကျွန်တော်တို့ရှင်းမှာ ဟုတ်အဲ့ဒါဟွာကြီးကျွန်တော်ဟွာမှာ failure တဲ့ဟွာ failure တမန်မှာတွေ့တယ်ဟာ စီးရကြံ ပစ္စည်းကနည်းနည်း box chest ခုပဲကျန်တယ် မသိဘူးချန်နေ နည်းအဲ့ဒါကျွန်တော် ရေးကြီးကကြံသေးလားရေးကြီးတာမကြံ chest ကြီးတစ်ခုတွေ့တယ်ကျန်နေသေးရောအဲ့လက်လိုက်တာကောင်းတယ် ဟာပေါ်နဲ့လှမ်းဆွဲခြင်းပဲပြီးတော့ လက်လိုက်တာပဲကောင်းတယ် လာပြီနော် တော့မောင်ရ ကိုရပြင်းဖို့လို့ထား ဒီမေးဘေးက
ဟိုးအနောက်မှာ ညာကြီးပဲကျန်တော့အဲ့တော့ပြန်လှည့်ပတ်လိုက်မယ် မြန်လို့ပါဟာ အာချီပဲနှကောင်သားရေတဲ့ကိုခွေးကြကြရသွားတာပဲWhat is this motherfucker? Okay. 来， 啊，我一愣了哈。 那么你让我摆他， ရောက် sorry အဲ့ကောင်မချနေတော့အဲ့ကောင်ငါတို့ချလိုက်လို့အဲ့ကောင်ပြေးသွားတယ်အဲ့ကောင်ငါတို့လိုက်ဖို့မှန်ကြောင်းမရှိတော့ ငါခဏသူ့ပြေးသွားမယ်လို့ချင် တက် 啊，对比， မှန်လားမသေးရ ဒီထဲမှာမကလိုရန်ပတ်သက်တဲ့ အာအဲ့တော့ငါလည်းမကိန်းနဲ့ညင်ဝိုင်းဒီကောင်အတန်ညင်ဝိုင်းအဲ့ဒါကျွန်တော်တို့အောင် ကျွန်တော်ရှိမှမငြိမ်သေးဘူး အာမညင်ဘူးက အဲ့ဒူရဲတော့ဗျာကျွန်တော်ကြည့်ရောပတ်စံတော့ထည့်မယ် ဟမ်ကျွန်တော်တို့အောင်အမြင်အာရှိတဲ့ကြိုက်တာ ဆောက်ဘက်ကိုတင်မတော့မယ် อืมအော်တန်းသေးတာမကိန်းနဲ့တော့ကိုရ အဲ့ဘာကြောင့်ရှိဟာဘာလို့လို့လဲကျွန်တော် မရှိမမီဝင်တင်းမောင်းတာပြင်ပြီးတော့ ကျွန်တော်မှတစ်ချက်ပြင်လာတင်မတော့ ပြင်ထားပြီးတော့ထွက်ပြေးဖို့သာလို့တော့ โอเคโอเค ဘာမှမစင်းစားနဲ့တော့ ဒီတက်ကမြန်နေနော်ဒီတက်ကတော်တော်မြန်နေနော် come on ပြင်ပြီးလာပေါ့လေ ပြန်ပါဆွဲချတော့မှာ ဟုတ်ချပြီးတော့တော့ကဲကောင်းမှုပါ အာအမေကကြက်ခဲ့ပြီတော် ဘိုင်ထဲမှာပြင်းနေပြီအပေါက်ချာမတွေ့ဘူးကအပေါက်ကလည်းရေးချမ်း Where is my Yeduma? အာရေးတယ်ကွာငမန်းနေ အောက်မှာရေတော်တော်များနေပြီနော်ရေတော်တော်များနေပြီနော် ထပ်ပြီးနေတယ် မ
လုပ်ပါမြင်တော့ ဒီမြိုင်မတော့တော့ အပေါ်နာရောက်တော့မှာပါ အခုကိုမြင်ရတယ်အထင်တာလေငါတို့ရန်ကန်တိုင်းရဲ့ဆိုရင်တက်ကောင်တက်ကမှာလား ဟုတ်လားဟုတ်လား လာပြီနော်တစ်ချက်နှစ်ချက်โอเคပဲရေတော့ကို အပေါ်ရောက်ပြီ we save I ain't not safe. There's a fucking bastard shack. Ah, တေးသွားသေးဟာရေးနမဲနှစ်ကောင်နဲ့လာတိုးနေအေး We are safe now we are safe let's stop it wait whatever we can get second time Magdalorian okay okay အဲ့ဒါကျွန်တော်နားတော့မယ်နော်ဒီမှာ all good game မှာ bye 4200ရပါပြီ4200ရပါပြီ okay thank you fine guys for following 谢谢你 arigato thank you